ဇလန်းအစမှာပဲမကြခင်မှာကုန်ပစ္စည်းတစ်ခုကိုရောင်းချပေးမဲ့တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်တော့မဲ့စတူဒီယိုတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီအစီအစဉ်ရဲ့တင်ဆက်သူဖြစ်တဲ့ယင်းကတော့ရောက်မလာသေးပါဘူးအဲ့ဒီအချိန်မှာရာချင်းရဲ့တငယ်ချင်းဆောင်မီကအချိန်ပြည့်ပြီး live လွှင့်တာစလိုက်ကြရအောင်လို့ပြောပါတယ်နောက်တစ်ယောက်ကတော့အစီအစဉ်တင်ဆက်သူမရှိပဲ live ကိုဘယ်လိုစမလဲလို့ပြန်ပြောပါတယ်အဲ့ဒီနောက်တခြားတစ်ယောက်ကပဲဝင်ရောက်တင်ဆက်ပြီးရောင်းချပေးခဲ့ပေမဲ့တခုမှမရောင်းရပါဘူးဒါကိုကြည့်ပြီးအားလုံးစိုးရိမ်ပူပန်ကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ Home Shopping ကုမ္ပဏီတစ်ခုရဲ့ထိပ်တန်းရောက်ရဆုံးသူဖြစ်တဲ့မင်းသမီးရာချင်းကိုမြင်တွေ့ရမှာဖြစ်ပြီးသူမဟာကိုရီးယားမှာအမြင့်ဆုံးအဆောက်အုံပေါ်ကိုရောက်ရှိနေပြီးအဲ့ဒီကနေတိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်ပါတယ်သူမကအခုချိန်မှာကျမကိုရီးယားရဲ့အမြင့်ဆုံးအဆောက်အုံပေါ်မှာရောက်နေတာပါလို့ပြောပါတယ်သူမ live လွှင့်နေတာကိုမြင်လိုက်ရမှာကုမ္ပဏီကလူတွေလည်းနောက်ဆုံးတော့သူမရောက်လာပြီဆိုပြီးစိတ်အေးသွားကြပါတယ်ရာချင်းကဒီအဆောက်အုံရဲ့သတင်းပေါက်ကိုကြည့်လိုက်ကြပါဖုံတွေတင်နေတာနှစ်ပေါင်းများစွာကြာနေပါပြီတာမန်တန်ရှင်းရေးပစ္စည်းတွေနဲ့တန်ရှင်းလို့မရပါဘူးလို့ပြောပြီးတကယ်ပဲတန်ရှင်းလို့မရကြောင်းပြသခဲ့ပါတယ်ဒါပေမဲ့အခုကျမရဲ့ဘာဝလက်အိတ်ကိုပြပါရစေလို့ပြောပြီးအဲ့ဒီလက်အိတ်နဲ့သတင်းပေါက်ကိုတုပ်လိုက်တဲ့အခါမှာတော့လုံးဝကိုပျောက်ဆင်းသွားခဲ့ပါတယ်ကိုရီးယားမှာရှိတဲ့လူတိုင်းဟာသူမရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုကိုစောင့်ကြည့်နေကြပြီးကြည့်ရှုရင်းနဲ့ပဲအယောင်ပမာဏဟာအစမတန်မြင့်တက်လာခဲ့ပါတယ်ကုန်ပဏီကလူတိုင်းကလည်းရာချင်းဟာသူမအလုပ်ကိုတကယ်ကျွမ်းကျင်တာပဲဆိုပြီးချီးမွမ်းနေကြပါတယ်အဲ့ဒီနောက်ရာချင်းရဲ့အဖွဲ့သားတွေကဖုန်းဆက်ပြီးဒီနေ့အတွက်ပစ္စည်းပြတ်သွားပြီလို့လှမ်းပြောတဲ့အတွက်သူမအလွန်ဝမ်းသာသွားပြီးဘေးနားမှာရက်နေတဲ့သူကိုဖတ်လိုက်ပါတော့တဲ့အခြားတစ်ဖက်မှာတော့ဒီဇလန်ရဲ့မင်းသားမတူရုကိုမြင်တွေ့ရမှာဖြစ်ပြီးသူကတော့မနက်ခင်းမှာအပြင်ထွက်ပြီးအပြေးလေးကျင့်နေတာဖြစ်ပါတယ်လမ်းမှာရွာကအမျိုးသမီးတချို့ကသူ့ကိုတားပြီးကျေးဇူးပါပဲတားရဲ့ငါတို့ခွေးလေးကိုပါအပြေးခေါ်သွားပေးလို့ပြောပါတယ်ဒါနဲ့သူကကျွန်တော်သူ့ကိုဘယ်မှခေါ်မသွားပါဘူးသူဘာသာသူနောက်ကလိုက်လာတာပါပြီးတော့အုံနောင်တွေနောက်ကိုခွေးကရှောက်လိုက်တာမကောင်းတဲ့အတွက်ခွေးကိုတေချာလေးထိန်းထားတဲ့တယ်လို့ပြောပါတယ်ဒါကိုအမျိုးသမီးကအုံနောင်ဆိုတာဘာလဲငါတို့ခွေးကမာတူရီကိုပဲကြိုက်တာလို့ပြောပြီးနှစ်ယောက်သားသူ့ကိုမာတူရီလို့ခေါ်ပြီးစနောက်ကြပါတယ်ဒါကိုသူကစိတ်တူတူနဲ့အနှဲငယ်တီတီတက်တက်လေးတန်နဲ့ကျွန်တော်နာမည်မာတူရီမဟုတ်ပါဘူးမတူရူပါလို့ပြောပေမဲ့အဲ့ဒီလူတွေကတော့လက်မခံပဲမာတူရီဆိုပြီးဆက်ပြီးစနောက်နေကြပါတယ်အဲ့ဒီနောက်အမျိုးသမီးတစ်ယောက်ကသူ့ကိုပြောင်းမှုတချို့ပေးပါတယ်ဒါနဲ့မတူရူကရပါတယ်ကျွန်တော်အိမ်မှာဟင်းသီးဟင်းရွက်တွေအများကြီးရှိတယ်လို့ညင်းတဲ့အခါသူတို့ကဒါဆိုရင်တော့အမိုက်ပုံးနဲ့ပဲပြစ်လိုက်တော့မယ်လို့ပြောပါတယ်ဒါကိုကြားတော့သူကမဖြစ်ပါနဲ့ပေးပါကျွန်တော်ယူမယ်လို့ပြောပြီးကျေးဇူးတင်စကားဆိုကထွက်ခွာဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲလူနှစ်ယောက်ကသူ့ကိုမာတူရီလို့လှမ်းခေါ်ပြီးသူတို့အလုပ်ကူလုပ်ပေးဖို့ခေါ်သွားကြပါတယ်သူတို့ရဲ့ TV ကအလုပ်မလုပ်ပဲဖြစ်နေတာပါအဲ့ဒီလူတွေက Wi-Fi လိုင်းပြတ်သွားလို့လိုင်းမတက်တာထင်တယ်လို့ပြောကြပါတယ်ဒါနဲ့မတူရူကဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကိုပဲဖုန်းဆက်လိုက်ပါလို့ပြောပြီးထွက်သွားဖို့ပြင်ပေမဲ့ TV လာကြည့်ဖို့ရောက်လာကြတဲ့ရွာကကျန်တဲ့မျိုးသမီးတွေပါထက်ရောက်လာကြပါတယ်ဒါကြောင့်မတူရူခမများမလုပ်ချင်ပဲနဲ့ပူပြင်းတဲ့နေအောင်အောက်မှာ TV အင်တင်နာသွားပြင်ပေးဖို့အမိုးပေါ်ကိုတက်ခဲ့ရပါတယ်အဲ့ဒီနောက်ရွာကလူတချို့မျိုးကိုသွားเสียရှိပေမဲ့ရွာကနေဘတ်စကားဂိတ်ကိုလက်လျှောက်မသွားနိုင်ကြပါဘူးရွာထဲမှာကားမောင်းတက်တာဆိုလို့မတူတူတယောက်ပဲရှိတာပါဒါကြောင့်သူကပဲ driver လုပ်ပြီးသူတို့ကိုဘတ်စကားဂိတ်အထိလိုက်ပို့ပေးရပါတယ်လမ်းမှာအဲ့ဒီလူတွေကမာတူရီကတကယ်ကောင်းတာပဲကားမောင်းတာလည်းတော်တယ်ငါတို့ခိုင်းတာအကုန်လုပ်ပေးရှာတယ်လို့ပြောကြပါတယ်ဇလန်ထဲမှာရွာသားတွေဟာတရိတ်ဆန်ထိန်းတာထင်းခုတ်တာပြောင်းချတာကစလို့ကင်ချီလုပ်တာအထိမတူတူကိုပဲခိုင်းကြပြီးသူကလည်းမငင်းပဲပျော်ပျော်ရွှင်ရွှင်နဲ့ကူညီလုပ်ပေးလေးရှိတာကိုပြသသွားပါတယ်အဲ့ဒီနောက်မှာတော့ချင်းတွေးဖို့ရောက်လာတဲ့ရာချင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူမရောက်လာတဲ့အခါချစ်သူကနောက်ကျသွားလို့စိတ်မရှိပါနဲ့လို့ပြောပြီးနှစ်ယောက်သားညစာစားကြပါတယ်။အဲ့ဒီနောက်ချစ်သူကရုပ်ရှင်လက်မှတ်နှစ်ဆောင်ထုတ်ပြီးရှေ့မှာချကညစာစားပြီးရင်ရုပ်ရှင်တူတူတွားကြည့်ကြမလားလို့မေးပါတယ်။ဒါပေမဲ့ရာချင်းကညင်းလိုက်ပြီးစိတ်မရှိပါနဲ့မနှက်ဖြန်အစီအစဉ်တစ်လွှင့်မှုရှိလို့အိမ်ပြန်ပြီးအလုပ်လုပ်ရအောင်မယ်လို့ပြောပါတယ်။ဒါကိုချစ်သူဖြစ်သူကစိတ်တူသွားပြီးငါတရက်ကိုခွဲစိတ်မှုဘယ်နှခါလုပ်ရလဲမင်းသိလားငါကကိုရီးယားမှာအလုတ်ရှုပ်ဆုံးလူဖြစ်လိမ့်မယ်လို့ပြောပြီးတခြားအရေးကြီးတာတွေပြောနေပေမဲ့ရာချင်းရဲ့စိတ်ကတော့လက်ထဲကဓာတ်စီမှာပဲရောက်နေပြီးဒီဓာတ်ကတော်တော်ပေါ့တာပဲအကုန်လုံးကိုအလွယ်တကူဖြတ်လို့ရတဲ့အဖိုးတန်စားစာတွေအတွက်တော်တော်ကောင်းပါပဲဒါကိုငါရောင်းရမလားဝယ်သူတွေကြိုက်ပါမလားဆိုပြီးတွေးနေပါတယ်အဲ့ဒီအချိန်မှာပဲချစ်သူဖြစ်သူရဲ့နောက်ဆုံးစကားလုံးကိုကြားလိုက်ရပါတယ်လမ်းခွဲကြဆိုတဲ့သူမကဒီကိစ္စကိုတိတ်လေးမထားပဲစိတ်ဆိုးသွားတာလားလို့မေးပေမဲ့သူကတော့အတီးဖြစ်ပြီးငါဒီနေ့ခွဲစိတ်မှုအကြိမ်300လောက်ခဲ့ပြီးတော့မင်းနဲ့တွေ့ဖို့အချိန်ဘယ်လိုလုပ်ခဲ့ရလဲတီလာဘာလို့လဲဆိုတော့ငါကလူသားတစ်ယောက်မလို့ပဲငါမှကိုပိုင်ဘဝရှိတယ်မင်းနဲ့အတူအချိန်ကောင်းလေးတွေကုံဆုံးချင်တာလို့ပြောပါတယ်ရာချင်းကတော့ကျမအလုပ်ကိုပဲအာယုံဆိုင်ရမယ်လို့ပြန်ပြောတဲ့အခါသူကကောင်းပြီးမင်းအလုပ်ကိုအဲ့ဒီလောက်ချစ်ရင်လဲအလုပ်နဲ့ပဲတွေ့လိုက်တော့လို့ပြောပြီးထွက်သွားပါတယ်အဲ့ဒီနောက်ရာချင်းကဟိုတယ်အကျိုကောင်တာကိုသွားတဲ့အခါသူတို့ကသူမကိုရှင်းစရာရှိလို့လာတယ်ထင်ပြီးမင်းနဲ့အတူလာတဲ့အမျိုးကောင်းသားကငွေရှင်းသွားပြီးပါပြီလို့ပြောပါတယ်ဒါနဲ့သူမကဓာတ်ကိုပြပြီးကျမအဲ့ဒီအတွက်လာတာမဟုတ်ပါဘူးဒီဓာတ်ကိုဘဲကဝယ်လဲသိချင်လို့ပါလို့မေးပါတယ်အဲ့ဒီနောက်သူမဟာဓာတ်ကိုတငယ်ချင်းဖြစ်သူဟွန်ကိုပြတဲ့အခါဟွန်ကမြင်မြင်ချင်းလန့်သွားပါတယ်ရာချင်းကတော့ငါဒုတိယမြောက်ရောင်းရမယ့်ကုန်ပစ္စည်းကိုရှာတွေ့ပြီလို့ပြောပါတယ်အဲ့ဒီနောက်ဟွန်ကဓာတ်ကိုလက်ထဲယူပြီးအသေးစိတ်အချက်လက်တော့ဘေကိုပြောပြတဲ့အတွက်နှစ်ယောက်သားရောင်းတန်းဝင်ပစ္စည်းကောင်းတစ်ခုရှာတွေ့ပြီဆိုပြီးဝမ်းသာသွားကြပါတယ်။ရာချင်းအပြင်ထွက်လာတဲ့အခါသူမရဲ့ပုံကဒုတိယနေရာမှာရှိနေတဲ့နဖူးစီစာတန်းတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲနံပါတ်1နေရာမှာရှိနေတဲ့သူမရဲ့ပြိုင်ဘက်ယွန်ဂျီရောက်လာပြီးဒီနေရာကစီးပွားရေးကထူးဆန်းနေတော့ရောင်းအားကောင်းရုံနဲ့တင်အကုန်မဟုတ်ဘူး။မင်းရဲ့ရောင်းအားကငါထက်တာနေပေမဲ့ဒီမှာကြည့်ဦးမင်းရဲ့ပုံကတေးသေးလေးနဲ့အောက်နားမှာကတ်ထားတာကိုမြင်ရမှာပဲလို့နှိမ်ပြောပါတယ်ရာချင်း
ကလည်းမင်းပစ္စည်းတစ်ခုရောင်းရမယ့်အချိန်မှာငါက10ခုရောင်းနိုင်တယ်ပြီးတော့ငါနံပါတ်1မဖြစ်တာကအလှကုန်ပစ္စည်းတွေကိုမရောင်းလို့ပဲလို့ပြန်ပြောပါတယ်နှစ်ယောက်သားစကားများတာပိုဆိုးတော့မဲ့အချိန်မှာပဲသူမရဲ့တငယ်ချင်းဆောင်မီရောက်လာပြီးခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်ရချင်းအိမ်ပြန်လမ်းမှာချစ်သူရဲ့စကားတွေကိုပြန်တွေးပြီးစိတ်မကောင်းဖြစ်နေပါတယ်အိမ်ရောက်တဲ့အခါရေခဲတစ်တာထဲမှာအစားအသောက်တွေအပြည့်ရှိနေပြီးသမီးလေးဘလောက်ပဲအလုရှုပ်ရှုပ်ကျမ်းမာရေးကိုဂရုစိုက်ပါသမီးရဲ့ကြံမှားရေးကအရေးကြီးဆုံးပဲဆိုတဲ့စာတိုလေးကတ်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ရာကျင်နဲ့မတ်တလူတို့ရဲ့ဘဝတွေကိုရှင်တွဲပြသသွားပါတယ်။မတ်တလူကတော့အလုပ်တွေပြီးအောင်လှုပ်စာအုပ်ခဏဖတ်ပြီးအိပ်ရဝင်ပါတယ်။ရာကျင်ကတော့ညစ်နေတဲ့အထိအလုပ်ရှုပ်နေပြီးအိတ်ဆေးတောက်ပြီးမှအိပ်ပျော်သွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲအိမ်မက်ဆိုးမှတ်ပြီးလက်နိုးလာခဲ့ကအဲ့ဒီအတိုင်းထိုင်နေရင်းနဲ့ပဲမနှက်လင်းသွားခဲ့ပါတယ်။မနှက်ခင်းမှာတော့မတ်တလူဟာဇီဝကုမ္ပဏီရဲ့စီးပွားဖက်ဖြစ်သူကန်နဲ့ဖုန်းပြောနေပါတယ်။သူကကန့်စီကနေ trackတာအင်ဂျင်တစ်ခုမှာယူနေတာဖြစ်ပြီးလုံးဝအတန်မမီတဲ့အင်ဂျင်မျိုးကိုမှာတာဖြစ်ပါတယ်။ဒါနဲ့ကန်ကဟေလူထရက်တာဆိုတာအတန်မီမှာပေါ့လို့ပြောပေမဲ့မက်တရူကကျွန်တော်မလိုလားအပ်တဲ့စူညံတန်တွေကိုမကြိုက်ဘူး။ဒါကြောင့်ကျွန်တော်ပြောတဲ့အတိုင်းပဲလုပ်ပေးပါလို့ပြန်ပြောပါတယ်။အဲ့ဒီနောက်မှာတော့မိတ်ကပ်ပြင်နေတဲ့ရင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူမဟာဒီနေ့မှာအလွန်အရေးကြီးတဲ့ပထမဆုံး price show ကိုတင်ဆက်ရမှာဖြစ်လို့အလွန်ဝမ်းသာနေပါတယ်။အဲ့ဒီနောက်သူမအတွက်အထူးပြင်ဆင်ပေးထားတဲ့စတူဒီယိုကိုရောက်လာပြီးအယောင်ပိုင်းဆိုင်ရာအားနည်းချက်တချို့ကိုပြင်ဆင်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲယွန်ဂျီရောက်လာတဲ့အတွက်ရာဂျင်ကမင်းဒီမှာဘာလုပ်နေတာလဲအချိန်စရာမစစ်ဘူးလားဒီနေ့ဒီမှာငါတို့ရှိုးရှိတယ်ရဲ့ကော့ဘက်ကိုရောင်းရမှာလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲစတူဒီယိုရဲ့ပုံစံကရုတ်တရက်ပြောင်းလဲသွားပြီးရဲ့ CEO ဆွန်ဟွာရောက်လာကရာဂျင်ကိုမြင်တော့ရာဂျင်ကဒီမှာဘာလုပ်နေတာလဲလို့မေးပါတယ်။ဒါနဲ့ယွန်ဂျီကသူမအချိန်စရာတေချာမစစ်လို့အမှားယွင်းဖြစ်ပြီးရောက်လာတာထင်တယ်လို့ပြောပါတယ်။ဆွန်ဟွာကရာချင်းကိုကြည့်ပြီးဝိုးရာချင်းမင်းလုံးဝမပြောင်းလဲသေးဘူးပဲလို့ပြောကအနာတိုးသွားပြီးဘာလို့အဲ့ဒီလောက်တောင်ပင်ပန်းနေရတာလဲအခုတော့မသိဘူးလို့မပြောနဲ့တော့လို့ပြောပါတယ်ရာချင်းဟာအလွန်ဒေါသထွက်ပြီးအပြင်ကိုထွက်လာခဲ့ကဒရိုက်တာစီတန်းသွားပြီးကျမရဲ့အချိန်စရာကိုပြောင်းပြီးစွန်ဟွာရဲ့ရှိုးကိုဘာလို့အဲ့ဒီမှာပေးလို့ရတာလဲပြီးတော့ဒါကိုကျမကိုဘာလို့အတိမပေးတာလဲလို့ဒေါသတကြီးမေးပါတယ်ဒါနဲ့ဒရိုက်တာက prime time ဆိုတာအယောင်ရဆုံးပစ္စည်းအတွက်ပဲအစီအစဉ်တင်ဆက်သူအတွက်မဟုတ်ဘူးအလှကုန်ပစ္စည်းကနေငွေဘလောက်ရလဲမင်းတီလာအခုမင်းလီတိုလိုအမှတ်တစိမ့်မျိုးကိုခေါ်လာနိုင်ရင်တော့ကိုစပွန်ဆာပေးတာရက်လိုက်မယ်လို့ပြောပါတယ်ဒါကိုရာကျင်ကကျမအလှကုန်ပစ္စည်းမရောင်းဘူးလို့ပြောခဲ့တာမေ့သွားပြီလားလို့ပြန်ပြောပေမဲ့ဒရိုက်တာကတော့အခုလီတိုကရုစီကနေစာချုပ်ချုပ်ဆိုပြီးမှပဲငါရုံကန်းကိုပြန်လာခဲ့တော့လို့ပြောလိုက်တဲ့အတွက်ရာကျင်လဲဒေါသတကြီးထွက်ခွာသွားပါတယ်အဲ့ဒီနောက်မှာတော့ပြင်သစ်ကနေအခုတင်ပြန်ရောက်လာတဲ့လီတိုဂရူရဲ့အမှုဆောင်ဒရိုက်တာအဲရစ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့လက်ထောက်ကလေစိတ်မှာလာကြိုတဲ့အခါအဲရစ်ကကိုရီးယားမှာအများကြီးပြောင်းလဲသွားပြီပဲဘယ်နေရာကအကောင်းဆုံးလဲရှောက်လေကြဆိုလို့ပြောပါတယ်။ဒါနဲ့လက်ထောက်ကအရင်ဆုံးဟိုတယ်ကိုလိုက်ပို့ပေးပါမယ်။အဲ့ဒီမှာခိတ္တနားယူရပါမယ်ပြီးတော့ညနေမှာလည်းအစည်းအဝေးရှိပါတယ်လို့ပြောပါတယ်။အဲရစ်ကအစည်းအဝေးကကုန်ကျန်းပစ္စည်းပံ့ပိုးပေးတဲ့ဇီဝကုမ္ပဏီနဲ့မဟုတ်လားလို့မေးရဟုတ်ပါတယ်လို့ပြန်ဖြေပြီးသူတို့ထွက်ခွာသွားကြပါတယ်ဒုတိယအခန်းမှာတော့ Eric နဲ့ကန်တို့တူတူရှိနေတာကိုမြင်တွေ့ရမှာဖြစ်ပြီး Eric ကစာချုပ်ကိုဖတ်ပြနေပါတယ်အဲ့ဒီအချိန်မှာကန်ကဒီစာချုပ်ဟာသူတို့ကုမ္ပဏီစီကိုအရင်ကလည်းရောက်ဖူးပြီးမက်တရူကအမိုက်ပုံနဲ့ပြစ်ခဲ့ဘူးတာကိုသတိရသွားပါတယ်ဒါကြောင့်သူက Eric နဲ့စာချုပ်ချုပ်ဖို့ညှင်းဆိုလိုက်ပါတယ်အဲ့ဒီနောက် Eric ကသူ့လက်ထောက်စီပြန်လာပြီး Mr. ကန်စီမှာထူးဆန်းတာတစ်ခုခံစားရတယ်ငါကသူနဲ့စကားပြောနေတာမဟုတ်ပဲတခြားတယောက်ယောက်နဲ့ပြောနေရတယ်လို့ပဲလို့ပြောပါတယ်အဲ့ဒီနောက်ဆွန်ဟွာနဲ့ယွန်ဂျီတို့ရဲ့ live show ကိုကြည့်နေတဲ့ရာချင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူတို့ကအလှကုန်ခရီမန်ကိုရောင်းချနေတာပါအဲ့ဒီအချိန်မှာပဲအတိတ်ကိုပြန်ပြောင်းတတိယသွားတဲ့အခါအရင်ကရာချင်းဟာဆွန်ဟွာနဲ့အတူတူအလုပ်လုပ်ခဲ့ဘူးပြီးညလိမ့်ခင်တစ်ခုကိုရောင်းချပေးခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီခရီမန်ကြောင့်လူတွေမှာအလွန်ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေခံစားခဲ့ရပြီးအဲ့ဒီနောက်ပိုင်းရာချင်းမှာပြဿနာတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်ဒါကိုပြန်တွေးမိပြီးသူမအလွန်စိတ်အနှောက်အယှက်ဖြစ်သွားပါတယ်အဲ့ဒီနောက်အိမ်ပြန်ရောက်တဲ့အခါအိတ်ဆေးတောက်ပြီးအိပ်ပျော်သွားခဲ့ကသူမရဲ့နေ့စဉ်ဘဝကဒီလိုပဲဆက်သွားနေပါတယ်သူမဟာအိတ်လို့မပြောတဲ့အတွက်နေ့တိုင်းအိတ်ဆေးတောက်နေရတာပါဒါကြောင့်သူမရဲ့ကျန်းမာရေးကစတင်ဆိုးရွားလာခဲ့ပြီးဆရာဝန်ကလည်းဒါတွေအားလုံးကအိတ်ဆေးအလွန်အကျွံတောက်လို့ဖြစ်တာဒီတိုင်းသာဆက်တောက်နေရင်မှတ်ညံချို့ရင်းတာစိတ်တက်ကြတာစတဲ့ဘေးထွက်ဆိုးကျိုးတွေပိုဆိုးလာလိမ့်မယ်လို့သတိပေးပါတယ်နောက်ခန်းမှာတော့ရာကျင်ရုံးခန်းထဲရောက်နေပါတယ်အဲ့ဒီအချိန်မှာဆောင်းမီကဖြော်ရည်တစ်ခွက်ယူလာပေးပြီးဒါလေးတောက်လိုက်စိတ်ဖိစီးမှုတွေပြေးလျော့သွားလိမ့်မယ်လို့ပြောပေမဲ့ရာချင်းကတော့အရသာကိုမကြိုက်တဲ့အတွက်နည်းနည်းပဲတောက်ပြီးချထားလိုက်ပါတယ်ဆောင်းမီကလီတိုဂရူရဲ့စာချုပ်ကိစ္စကြောင့်မင်းတော်တော်စိတ်ဖိစီးနေတယ်ထင်တယ်အလှကုန်ကုမ္ပဏီနဲ့အလုပ်မလုပ်ချင်ရင်လည်းကိုအတင်းမတိုက်တုံးပါနဲ့လို့ပြောပါတယ်ဒါကိုရာချင်းကငါဒါကိုမလုပ်ရင်ငါတို့အဖွဲ့သားတွေအကုန်ဒုက္ခရောက်ကုန်လိမ့်မယ်လို့ပြောပေမဲ့ဆောင်းမီကတော့ငါတို့ကအတွေ့အကြုံရှိတဲ့လူတွေပဲတခြားနေရာမှာလည်းအလုပ်ရနိုင်ပါတယ်လို့ပြန်ပြောပါတယ်ဒါပေမဲ့ရာချင်းကတော့ဒါကိုသဘောမတူပါဘူးအဲ့ဒီနောက် Eric ကိုမြင်တွေ့ရမှာဖြစ်ပြီးသူ့ရဲ့လက်ထောက်ကကုမ္ပဏီတစ်ခုကကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်ဖို့အဆက်မပြတ်ကမ်းလှမ်းနေပါတယ်ဘယ်လိုလုပ်ရမလဲသူတို့ရဲ့အစီအစဉ်တင်ဆက်သူရာချင်းကအရှင်းနဲ့စကားပြောချင်နေတာပါလို့လာပြောပါတယ်အဲ့ဒီနာမည်ကိုကြားလိုက်ရတော့ Eric ကအလွန်ဝမ်းသာသွားပြီးသူမနဲ့အစည်းအဝေးကိုချက်ချင်းစီစဉ်ပေးပါလို့ပြောပါတယ်နောက်ခန်းမှာတော့ Eric နဲ့ရာချင်းတို့အစည်းအဝေးလုပ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူမကစာချုပ်ကိုပြသပြီးကျမတို့ကုမ္ပဏီကအရှင်တို့နဲ့အတူတူအလုပ်လုပ်ချင်ပါတယ်ကျမတို့ကုမ္ပဏီဘက်ကဆက်သွယ်ဖို့စူးစမ်းနေတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပေမဲ့အရှင်ကတော့လစ်လူရှုထားခဲ့တယ်အဲ့ဒီအတွက်အထူးအကြောင်းရင်းရှိပါသလားလို့မေးပါတယ်အဲရစ်ကကျွန်တော်တို့မှာဇီဝကုမ္ပဏီနဲ့ကုန်ကျန်းစာချုပ်ရှိပါတယ်ဒါပေမဲ့အဲ့ဒီစာချုပ်ကအခုထိတက်တန်းမတိုးရသေးပါဘူးကျွန်တော်တို့တက်တန်းတိုးချင်တယ်ဒါကြောင့်မင်းတို့ကုမ္ပဏီကကူညီပေးမယ်ဆိုရင်တော့ကျွန်တော်တို့သဘောတူနိုင်ပါတယ်လို့ပြောပါတယ်
ရာချင်းကလည်းကောင်းပါပြီဒီတာဝန်ကိုကျမယူပါတယ်လို့ပြောပြီးနှစ်ယောက်သားထွက်ခွာဖို့ပြင်ကြပါတယ်ထွက်ခွာခါနီမှာရာချင်းကအရှင်ကဇီဝကုမ္ပဏီရဲ့ CEO ကိုစီယုံဖို့စူးစမ်းပါကျမကတော့ကုန်ကျန်းစိုက်ပျိုးရေးချန်ပိုင်ရှင်ကိုစီယုံဖို့စူးစမ်းပါမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲ Eric ကကျွန်တော်တို့ဖုန်းနံပါတ်ချင်းလဲလို့ရမလားလို့အလွန်နူးညံ့တိမ်မွေးစွာမေးတဲ့အတွက်သူမကလည်းသဘောတူပြီးနံပါတ်ချင်းလဲလိုက်ကြပါတယ်ညဘက်မှာတော့ရာချင်းဟာ Eric ရဲ့ကုမ္ပဏီချက်လက်တွေကိုအကုန်ထုတ်ကြည့်ပြီးမနက်ခင်းမှာတော့အဲ့ဒီစိုက်ပျိုးရေးချန်ပိုင်ရှင်နဲ့တွေ့ဆုံဖို့ရွာကိုရောက်ရှိလာပါတယ်။ဒါပေမဲ့လမ်းမှာမက်တရူးမောင်းနေလာတဲ့ထရက်တာတစ်စီးကသူမရဲ့ကားရှိကိုပိတ်ရက်မိသွားပါတယ်။လမ်းကတိတ်မကျဲတဲ့အတွက်နှစ်ယောက်လုံးတူတူဖြတ်သွားလို့မရပါဘူး။တယောက်ယောက်ကနောက်ဆုတ်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘသူကမှနောက်မဆုတ်ချင်ပဲအဲ့ဒီနေရာမှာတင်စကားများကြပါတော့တယ်။နောက်ဆုံးမှာတော့ရာချင်းကပဲအရှုံးပေးပြီးကားကိုနောက်ဆုတ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ကားကိုနည်းနည်းပဲဆုတ်ရသေးခင်မှာပဲသူမရဲ့ကားဟာရွှွန့်ထဲမှာကျုံသွားပါတော့တယ်။မက်တရူးကတော့ဒါကိုလစ်လူရှုပြီးဟုံးကိုပဲတောက်လျှောက်တီးနေတဲ့အတွက်ရာချင်းကစိတ်တူတူနဲ့ဒီအတန်ကြီးရဲ့အရာကြီးကိုတီးနေတာရက်ဦးမလားကျမဒီကနေထွက်ဖို့စူးစမ်းနေတာမမြင်ဘူးလားလို့ပြောပါတယ်အဲ့ဒီနောက်ကားပေါ်ကဆင်းပြီးဘီးတွေရွှွညွန်နဲ့ကျုံနေတာကိုမြင်လိုက်ရပါတယ်ဒါကြောင့်သူမကလမ်းလျှောက်ပြီးပဲထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့မက်တရူးကတားပြီးမင်းတာကိုဒီတိုင်းထားသွားလို့မရဘူးဖယ်လိုက်ဦးလို့ပြောပါတယ်ဒါနဲ့ရာချင်းကကြည့်ပါဦးကျမနောက်ကျနေပြီဘာပဲဖြစ်ဖြစ်ဟုတ်ပြီမင်းလိုချင်ရင်ဒီကားကိုဘေးနားကိုပဲရွှေ့ထားပေးလိုက်ပါဒါပေမဲ့နည်းနည်းတော့သတိထားပါဦးကားကတော်တော်ဖိုးတန်လို့ပါဟုတ်ပြီလားလို့ပြောပြီးထွက်သွားပါတယ်မက်တရူးကလှမ်းခေါ်ပေမဲ့သူမကတော့ဒီရွာကမိုးဆိုင်ပြိုးရေးချန်ကဘယ်နားမှာရှိမလဲလို့ပဲတွေးပြီးထွက်သွားပါတော့တယ်မက်တရူးကားပေါ်ကဆင်းပြီးလမ်းအကျယ်နဲ့သူ့ထရက်တာအကျယ်ကိုတိုင်းကြည့်ပါတယ်ဖြတ်သွားဖို့နေရာနည်းနည်းရှိတယ်လို့ထင်တဲ့အတွက်သူမောင်းထွက်သွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကားရဲ့ဘေးမှန်ကထရက်တာနဲ့တိုက်မိပြီးကျိုးသွားပါတယ်မက်တရူးကတော့အရှိကိုပဲအာယုံဆိုင်နေတဲ့အတွက်ဒါကိုသတိမထားမိပါဘူးဒီဘက်မှာတော့တောက်ဖက်နှက်စီးထားတဲ့အတွက်ရာချင်းခများရွာရဲ့မြေသားလမ်းပေါ်မှာလမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူးအဲ့ဒီအချိန်မှာပဲမက်တရူးကသူ့ရဲ့ထရက်တာနဲ့နောက်ကနေထပ်ပြီးလိုက်လာတာကိုတွေ့ရပါတယ်ဒါနဲ့သူမကမင်းကျမနောက်ကိုဘာလို့လိုက်နေတာလဲအရင်ကပြန်ကားမောင်းတဲ့လူတွေပဲကျမနောက်လိုက်ဖူးတာထရက်တာနဲ့လိုက်တာတော့မင်းကပထမဆုံးပဲဒါပေမဲ့ကျမဒီကိုအရေးကြီးတဲ့လူတစ်ယောက်နဲ့တွေ့ဖို့လာတာဒါကြောင့်ကျမကိုလာမနှောက်ယှက်ပါနဲ့လို့ပြောပါတယ်မက်တရူးကအနှဲငယ်အော်ဟစ်ပြီးရှောက်ပြောမနေနဲ့ဘေးကိုဖဲငါအရှိကိုသွားရမယ်လို့ပြောလိုက်တဲ့အတွက်သူမကြောက်လန့်ပြီးဘေးကိုဖဲပေးလိုက်ပါတယ်မက်တရူးလည်းမောင်းထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲရာချင်းဟာသူ့ထရက်တာပေါ်မှာတင်ဆောင်လာတဲ့တစ်တာတွေထဲမှာမှုဖြူတွေကိုသတိထားမိသွားပြီးသူမတွေ့ဖို့လာတဲ့မှုဆိုင်ပြိုးရေးချန်ပိုင်ရှင်ဟာသူပဲဖြစ်နေတာကိုသိသွားပါတယ်အဲ့ဒီနောက်ရာချင်းကသူ့နောက်ကိုလိုက်ပြီးစိုက်ပြိုးရေးချန်ကိုရောက်လာပါတယ်ဒါနဲ့မက်တရူးကမင်းဒီကိုဘာလို့လာတာလဲလို့မေးပါတယ်သူမကမိုးဆိုင်ပြိုးရေးချန်ပိုင်ရှင်ထဲမှာရှိလားလို့မေးတဲ့အခါသူကမရှိဘူးလို့တိုက်ရိုက်ညင်းလိုက်ပါတယ်ဒါနဲ့ရာချင်းကဟေးဘလို့လုံညင်းနိုင်ရတာလဲသူရှိမရှိမင်းကဘလို့တိလဲလို့မေးရသူကသူရှိရင်လဲမင်းကိုတွေ့မှာမဟုတ်ဘူးလို့ပြောပါတယ်ဒါနဲ့ရာချင်းကကျေးဇူးပြုပြီးစောစောကကျမရဲ့အပြုမှုအတွက်တောင်းပန်ပါတယ်ဒါပေမဲ့သူ့စီကိုဆက်သွယ်ပေးလို့ရမလားလို့တောင်းပန်ပါတယ်ဒါနဲ့မက်တရူးကကောင်းပြီးမင်းလိုလိုင်းဆိုင်တဲ့မိန်းကလေးတစ်ယောက်လာတွေ့တယ်လို့ပဲငါပြောလိုက်မယ်လို့ပြောပြီးတကားပိတ်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲရာချင်းကတားလိုက်ပြီးသူမရဲ့လိပ်စာကတ်ကိုပေးကကျမကဟစ်ကုမ္ပဏီရဲ့အစီအစဉ်တင်ဆက်သူပါလို့ပြောပါတယ်မက်တရူးကကတ်ကိုယူပြီးတကားကိုအတွင်းကနေတောက်ခတ်လိုက်ပါတယ်အဲ့ဒီနောက်စိုက်ပျိုးရေးချန်နယ်ကိုဝင်လာခဲ့ပြီးအဲ့ဒီမှာရွာသားတွေအများဒါကြီးအလုံးလုံးနေကြကပတ်ခလို့အမိရတဲ့တယောက်ကတော့နှကြက်တက်ပြီးတချင်းနားထောင်နေပါတယ်ဒါကိုမက်တရူးမြင်သွားပြီးလာရောက်စုပူပါတော့တယ်ငါမင်းကိုတစ်တာတွေတေချာထုတ်ပိုးထားဖို့ပြောထားတယ်မဟုတ်လားအခုထိဘာလို့အလုံးမပြီးသေးတာလဲလို့ပြောတဲ့အခါပတ်ကကျွန်တော်တချင်းနားထောင်နေလို့အလုံးမလုံးမိတာပါလို့ပြန်ဖြေပါတယ်မက်တရူးကတချင်းနားထောင်နေတဲ့အတွက်စုပူတဲ့အခါသူကတချင်းနားထောင်ခြင်းရဲ့ကောင်းကျိုးတွေကိုရှောက်ပြောနေပါတယ်မက်တရူးကမင်းကဒီမှာကြည်ကြက်ရေးမှုပဲအလုပ်ကိုတေချာလောက်ရမယ်ဒီຢာတွေကနေစေးဝါးတွေနဲ့အလှကုန်တွေထုတ်လုပ်တာမင်းတိလာလို့ပြောပါတယ်အဲ့ဒီနောက်သူမိုးတချို့ကိုယူပြီးအပြင်ထွက်လာပါတယ်အပြင်မှာစောင့်နေတဲ့ရာချင်းကကျမဖက်နှက်ကြောင့်လမ်းကောင်းကောင်းမရှောင်နိုင်တော့လို့ပါကျေးဇူးပြုပြီးညက်ဖက်နှက်တချို့ပေးနိုင်မလားကျမပတ်စံပေးပါမယ်လို့ပြောပါတယ်အစပိုင်းမှာမက်တရူးကညင်းပေမဲ့သူမရဲ့ခြေထောက်တွေမှာဒဏ်ရာရနေတာကိုမြင်သွားတဲ့အတွက်အလွန်ဟောင်းနှွမ်းနေတဲ့ဖက်နှက်တချို့ကိုထုတ်ပြပြီးဒီထဲကကြိုက်တာရွေးယူသွားပါပိုက်စံပေးစရာမလိုဘူးလို့ပြောပါတယ်။ရာချင်းကအဲ့ဒီဖက်နှက်တွေကိုတော်တော်စိတ်ပြက်နေပေမဲ့မတက်တာတဲ့အစုံတရံကိုရွေးစီလိုက်ရပါတယ်။အဲ့ဒီနောက်သူမကားနာကိုပြန်ရောက်လာတဲ့အခါဘေးမှန်ကျိုးနေတာကိုမြင်ပြီးအလွန်လန့်သွားကတေးချတယ်။အဲ့ဒီရိုင်းဆိုင်တဲ့လူပဲလောက်တာဖြစ်ရမယ်လို့တွေးပါတယ်။အဲ့ဒီအချိန်မှာပဲတခြား tractor တစ်စီးကသူမအရှိကဖြတ်သွားပါတယ်။ဒါကိုမြင်ပြီးသူမကဒီမှာ tractor တွေအများကြီးပဲအခုတော့သူ့ကိုပဲအဖြစ်ပုံချလို့မရတော့ဘူးလို့တွေးပါတယ်။သူမရဲ့ကားကရွှွန့်နေကျုံနေသေးတဲ့အတွက်လာဆွတဲပေးဖို့လူခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကရွာကိုရောက်ဖို့၄နာရီလောက်ကြာမယ်လို့ပြောပါတယ်ဒါကြောင့်ရာချင်းကဘတ်စကားနဲ့ပဲပြန်ရမလားလို့တွေးပြီးစစ်ကြည့်လိုက်တဲ့အခါဘတ်စကားဂိတ်ကဒီကနေနာရီဝက်လောက်လမ်းလျှောက်ရမယ်လို့သိရပါတယ်အခုချိန်မှာသူမလမ်းဝေးကြီးမလျှောက်နိုင်ပါဘူးအဲ့ဒီအချိန်မှာပဲအတန်တစ်ခုကြားလိုက်ရပြီးလှည့်ကြည့်လိုက်တဲ့အခါဘေးမှန်ကလုံးဝကိုကျိုးပြီးမြေပြင်ပေါ်ပြုတ်ကျသွားတာကိုမြင်လိုက်ရပါတယ်သူမကမှန်ကိုကောက်ကင်ပြီးကလေးတစ်ယောက်လိုဖက်ကငိုပါတော့တယ်အဲ့ဒီအချိန်မှာအဘဲမက်တရူးကအမျိုးသမီးတချို့ကိုတင်ပြီးထရက်တာနဲ့ဘတ်စကားဂိတ်ဘက်ကိုသွားနေတာကိုမြင်လိုက်ရပါတယ်ဒါကြောင့်သူမကရက်ဖို့လှမ်းអော်ပြီးနောက်ကနေပြေးလိုက်ပါတော့တယ်ဒါပေမဲ့မက်တရူးကလှည့်ကြည့်ပြီးသူမကိုမြင်လိုက်တဲ့အခါအရှိန်ကိုပိုပြီးမြင့်လိုက်ပါတယ်ရာချင်းပြေးရင်းနဲ့လဲကျသွားတဲ့အတွက်အမျိုးသမီးတွေကသတိထားမိပြီးမက်တရူးကိုရက်ခိုင်းလိုက်ပါတယ်မက်တရူးကသူမကိုထူဖို့ဘေးနားကိုရောက်လာတဲ့အခါရာချင်းကသူ့လက်ကိုကင်ပြီးထားဖို့ကြိုးစားပေမဲ့အဲ့ဒါကလက်မဟုတ်ပဲသူ့အိတ်ကက်ထဲထည့်ထားတဲ့လက်အိတ်ဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါကိုမြင်ပြီးသူမအလွန်အရှက်ရသွားကလက်အိတ်ကိုအိတ်ကက်ထဲပြန်ထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူမလည်းထရက်တာပေါ်တက်ထိုင်
လိုက်ပါတဲ့အဲ့ဒီနေရာမှာတင်ရာချင်းဟာကျိုးနေတဲ့ဘေးမှန်အစအနတစ်ခုကိုတွေ့ရှိသွားပြီးသူမရဲ့ဘေးမှန်ဟာမတ်တရူရဲ့ track တာကြောင့်ကျိုးသွားတာမှန်သိလိုက်ရပါတယ်။အဲ့ဒီနောက်မတ်တရူကအားလုံးကိုဘတ်စကားဂိတ်မှာချပေးခဲ့ပါတယ်။နောက်ခန်းမှာတော့ Eric ကသူ့ရဲ့လက်ထောက်နဲ့စကားပြောရင်းသူ့အကြောင်းကိုပြောပြနေပါတယ်။အတိတ်ကိုပြန်ပြောင်းမြင်ရတဲ့အခါ Eric ဟာမိုးတဲ့ရေထဲမှာထီတစ်ချောင်းနဲ့ရက်နေပါတယ်။အဲ့ဒီအချိန်မှာရာချင်းရောက်လာပြီးနှစ်ယောက်သားကဖေးတစ်ခုနားကိုတူရောက်လာကြပါတယ်။သူကရာချင်းကိုမနှက်ဖြန်ဒီနေရာမှာတူတွေ့ကြမလားလို့မေးပေမဲ့ရာချင်းမှာအလုပ်ရှိနေပါတယ်။ဒါပေမဲ့ Eric ကငါတို့ကံပါရင်တော့တေချာပေါက်ပြန်တွေ့မှာပါလို့ပြောပါတယ်။ဒုတိယမြောက်နေ့မှာတော့ Eric ကကဖေးကိုရောက်လာပြီးတစ်နေ့လုံးစောင့်နေခဲ့တာညမိုးချုပ်သွားတဲ့အထိပါပဲ။ဒါပေမဲ့ရာချင်းကတော့ရောက်မလာပါဘူး။အဲ့ဒီနောက်သူပြင်သစ်ကိုပြန်သွားခဲ့ပါတယ်။သူကဒီအကြောင်းတွေကိုသူ့လက်ထောက်ကိုပြောပြနေတာပါ။ဒါကိုကြားတော့လက်ထောက်ကအရှင်တို့နှစ်ယောက်ကကံမပါဘူးထင်တယ်လို့ပြောပေမဲ့ Eric ကတော့ငါအဲ့လိုမထင်ဘူး။ဘာလို့ဆိုကံကြမ်းမာကငါတို့ကိုပြန်တွေ့စေခဲ့ပြီးပဲဒီတခါတော့ငါသူမကိုရအောင်ယူမဲလို့ပြန်ပြောပါတယ်မနက်ခင်းမှာတော့မတ်တရူဟာခွေးလေးနဲ့အတူအပြေးလေးချင်းဖို့ထွက်လာပါတယ်အဲ့ဒီအချိန်မှာရွာကအသက်ကြီးဆုံးအမျိုးသမီးကြီးဆောင်းကငါမိဖို့ချောင်းမှာရေယိုနေလို့လာပြင်ပေးပါဦးလို့လှမ်းပြောပါတယ်ဒါနဲ့သူလာပြင်ပေးပေမဲ့ရေယိုတာမျိုးမဟုတ်ပဲဆောင်းကသူ့ကိုအာလူကျွေးခြင်းလို့ခေါ်တာဖြစ်နေပါတယ်မတ်တရူကအာလူစားနေပြီးသူမကတော့ TV ကြည့်နေပါတယ်အဲ့ဒီအချိန်မှာ TV ကနေပစ္စည်းတစ်ခုဝယ်ရင်တစ်ခုလက်ဆောင်ပေးမဲ့တိုက်ရိုက်ကြော်ညာကိုမြင်လိုက်ရပါတယ်။ဒါကိုမြင်ပြီးသူမကမတ်တရူကိုငါအတွက်မှပေးပါဦးလို့ပြောပေမဲ့သူကဒီလူတွေကလိန်ပြောနေတာအဲ့လိုမျိုးဘယ်တော့မှမရှိဘူးဆိုပြီးညင်းပါတယ်။ဒါပေမဲ့ဆောင်းကအရန်လိုချင်နေတဲ့အတွက်မတ်တရူကပဲသူ့ရဲ့ကိုယ်ပိုင်ကောင်းထဲမှာပေးလိုက်ရပါတယ်။အဲ့ဒီနောက်ရာချင်းဟာအဲ့ဒီပစ္စည်းကိုလာပို့ပေးဖို့ရွာကိုရောက်ရှိလာပါတယ်။အဲ့ဒီမှာဆောင်းကသူမကိုပြုတ်ထားတဲ့အာလူတွေကျွေးပြီးငါသမီးကိုမြင်ကလေးကတနေရမှမြင်ဘူးတလို့ခံစားရတာဒီနေ့မှပဲ TV ထဲမှာမြinformant တီးတော့တယ်လို့ပြောပါတယ်။ရာချင်းကအဖွားမှာထားတဲ့ပစ္စည်းကစုမဲပေါက်ထားပါတယ်။အဖွားရဲ့ခင်ပွန်းကမစ္စတာလီဆော့ဟုတ်ပါတယ်နော်လို့မေးတဲ့အခါသူမကမဟုတ်ဘူး။ငါလည်းနာမည်ကလီဆော့မဟုတ်ဘူးလို့ပြောပါတယ်။ဒါနဲ့ရာချင်းကဒါဆိုတာကဘသူလဲသူ့လိပ်စာကိုပြောပြနိုင်မလားလို့မေးတဲ့အခါဆောင်းကမြေပုံတစ်ခုလုံးကိုဆွဲပြီးပေးလိုက်ပါတယ်။အဲ့ဒီမြေပုံတိုင်းလိုက်သွားတဲ့အခါလီဆော့ရဲ့အိမ်ကိုရောက်သွားပြီးအဲ့ဒီမှာမတ်တရူကိုမြင်လိုက်ရပါတယ်။သူ့ကိုမြင်တော့အော်ဒါဆိုမင်းကလီဆော့ပေါ်လို့ပြောတဲ့အခါမတ်တရူကကျွန်တော်နာမည်မတ်တရူပါလို့ပြန်ပြောပါတယ်။ရာချင်းကအော်ဒါဆိုမင်းအဖေနာမည်ကလီဆော့ဖြစ်မှာပေါ့သူစုပေါက်လို့လာပေးတာပါလို့ပြောရင်းဆောင်းကအဲ့ဒီလိပ်စာပေါ်မှာရေးပေးလိုက်တဲ့မာတူရီဆိုတဲ့နာမည်ကိုဖတ်မိပြီးရွာကလူတွေမင်းကိုမာတူရီလို့ခေါ်ကြတာတော်တော်ရရတာပဲဆိုပြီးမတ်တရူကိုလှောင်ရပါတော့တယ်ဒါပေမဲ့မတ်တရူရဲ့တီးတန်းနေတဲ့မျက်နှာကိုမြင်လိုက်ရမှသူမရဲတာရက်သွားပြီးမင်းအဖေအိမ်မှာရှိလားလို့မေးရင်အထဲကိုဝင်ဖို့ပြင်ပါတယ်ဒါပေမဲ့မတ်တရူကတားပြီးအိမ်မှာမရှိဘူးလို့ပြောတဲ့အခါသူမကရွာကလူတွေဘာဖြစ်ကုန်ကြတာလဲအကုန်လုံးအားလက်ရခီးထွက်ကုန်ကြတာလားလို့ပြောပြီးကျေးဇူးပြုပြီးသူ့ဖုန်းနံပါတ်လေးပဲပေးပါလို့ထပ်တောင်းပန်ပါတယ်မတ်တရူကမင်းဒီကိုဘာလာလောက်တာလဲလို့မေးတဲ့အခါရာချင်းကကျမမိုးဆိုင်ပြိုးရေးချန်ပိုင်ရှင်နဲ့တွေ့ချင်လို့ပါလို့ပြောပါတယ်မတ်တရူကဒါဆိုရင်တော့တရားဝင်ရက်ချင်းယူရမယ်ဒီလိုမျိုးလာပြီးတောင်းပန်တိုးရှိုးမနေသင့်ဘူးလို့ပြောပါတယ်ဒါနဲ့ရာချင်းကအကြံဉာဏ်ပေးတာကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျေးဇူးပြုပြီးအထဲဝင်ခွင့်ပြုပါလို့ပြောပေမဲ့မတ်တရူကပေးမဝင်ပဲမောင်းထုတ်လိုက်ပါတယ်လမ်းမှာရာချင်းကသူ့တော်တိုင်းတာပဲဒီလောက်တောင်းပန်တာတော့သဘောမတူဘူးလို့တွေးပြီးပြန်လာခဲ့ပါတယ်အဲ့ဒီနောက်စောင်းစီပြန်ရောက်လာပြီးအဖွာအဲ့ဒီမိုးဆိုင်ပြိုးရေးချန်ပိုင်ရှင်ကိုတိလာလို့မေးတဲ့အခါသူမကတိတာပေါ့ငါအဲ့ဒီမှာအလုပ်လုပ်နေတာပတ်စံလဲကောင်းကောင်းရတယ်လို့ပြောပါတယ်ဒါကိုကြားတော့ရာချင်းအကြံရသွားပြီးအခုကျမတော်တော်နောက်ကျနေပြီဖြစ်လို့မြို့ကိုပြန်ဖို့ခက်ခဲလိမ့်မယ်ဒါကြောင့်ဒီနေ့ညဒီမှာတဲလို့ရမလားလို့မေးပါတယ်ဒါကိုအဆောင်ကဝမ်းသာအားရသဘောတူပြီးညစာအတွက်စက်သားသွားယူပါတယ်ဒါပေမဲ့ကြက်တွေအားလုံးအပြင်ကိုထွက်ပြီးပြန်ကုန်ကြပါတယ်ကြက်တကောင်ကပြန်ထွက်သွားတဲ့အတွက်ရာချင်းကမိဖို့နောက်ကနေပြေးလိုက်ပါတော့တယ်အဲ့ဒီကြက်ကရာချင်းကိုရွာပတ်ပြေးခိုင်းပြီးတဲ့နောက်မတ်တရူရဲ့အိမ်ထဲကိုအဝင်သွားပါတယ်တကားကတော့ခတ်ထားတဲ့အတွက်ရာကျင်ထဲဝင်လို့မရပါဘူးဒါကြောင့်သူမတကားကိုကြော်တက်ပြီးအထဲဝင်ဖို့ကြိုးစားပါတယ်သူမကြော်တက်နေတော့မှပဲမတ်တရူမြင်သွားပြီးအလွန်လန့်သွားကမင်းဘာလုပ်နေတာလဲသူများအိမ်ကိုဒီလိုမျိုးဝင်ရသလားလို့မေးပါတယ်ဒါနဲ့ရာကျင်ကအော်မဟုတ်ပါဘူးမင်းနားလည်းမှုလွဲနေတာဒေါ်တော်ဆောင်ရဲ့ချက်ကမင်းအိမ်နဲ့ပြန်ဝင်သွားလို့လာဖမ်းတာပါလို့ပြောပေမဲ့သူကမယုံပါဘူးအဲ့ဒီနောက်ရဲကိုဖုံးဆက်ခေါ်လိုက်ပါတယ်ရဲတွေကအိမ်တစ်ခုလုံးရှာဖွေပေမဲ့ချက်ကိုဘယ်မှရှာမတွေ့ပါဘူး။ရာချင်းကတော့ကျမအမှန်တိုင်းပြောတာပါ။ချက်ကအိမ်ထဲကိုတကယ်ပြန်ဝင်သွားတာလို့ပြောပေမဲ့ရဲတွေကတော့ကောင်းပြီကျွန်တော်တို့အစီရင်ခံစာရေးလိုက်မယ်မင်းရဲစခန်းကိုလိုက်ခဲ့ပြီးစကားပြောပါလို့ပြောပါတယ်။ဒါနဲ့ရာချင်းကမတ်တရူကိုဘေးကိုခေါ်ထုတ်ပြီးကျမဒီလိုအတိတ်ပဲမရှိတဲ့ကိစ္စနဲ့ရဲစခန်းမသွားချင်ဘူးလို့ပြောကမတ်တရူရဲ့ track တာကြောင့်သူမရဲ့ကားပေးမှန်ကျိုးသွားတဲ့အကြောင်းရိုက်ထားတဲ့ဗီဒီယိုကိုဖုန်းထဲကနေပြလိုက်ပါတယ်။မင်းကျမကိုတိုင်ရင်ကျမလည်းမင်းကိုပြန်တိုင်မယ်လို့ပြောတဲ့အတွက်နှစ်ယောက်သားစကားပြောပြီးအစီရင်ခံစာကိုဒီမှာတင်အဆုံးသက်လိုက်ကြကရဲတွေလည်းပြန်သွားကြပါတယ်။အဲ့ဒီနောက်မတ်တရူကမင်းရဲ့ဘေးမှန်ပြင်ဖို့ဘယ်လောက်ကြမလဲလို့မေးတဲ့အခါရာချင်းက110တန်းလောက်ကြလိမ့်မယ်။ဒါပေမဲ့ကျမကမင်းစီကနေအဲ့ဒီလောက်ပတ်စံအများကြီးယူမဲ့သူမဟုတ်ပါဘူး။ဒါကိုအလွယ်တကူဖြေရှင်းလို့ရပါတယ်။ဒါကြောင့်အဲ့ဒီချန်ပိုင်ရှင်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ပဲပေးပါလို့ပြောပါတယ်။ဒါနဲ့သူကကောင်းပြီလို့ပြောလိုက်တဲ့အတွက်ရာချင်းချက်ချင်းဖုန်းထုတ်ပြီးနံပါတ်မှတ်ဖို့ပြင်ပါတယ်ဒါပေမဲ့မတ်တရူကဆက်ပြောတာကတော့ကောင်းပြီးငါမင်းကို110တန်းပေးမယ်တဲ့အဲ့ဒီနောက်သူကရာချင်းကိုနောက်ငါအိမ်ကိုအတင်းအဓမ္မဘယ်တော့မှမလာပါဘူးဆိုတဲ့သဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးခိုင်းပါတယ်ညဘက်မှာတော့ကန်ကမတ်တရူစီရောက်လာပြီးလီတိုခရုစီကနေဒုတိယမြောက်စာချုပ်ထပ်ရောက်လာပြန်ပြီးမစိုးရိမ်ပါနဲ့ကျွန်တော်တက်တန်းမတိုးထားပါဘူးလို့လာပြောပါတယ်ညဘက်မှာရာချင်းကမတ်တရူအကြောင်းတွေးနေမိပါတယ်သူကဘာလို့အဲ့ဒီလောက်မာနာကြီးနေရတာလဲသူကအောင်မြင်တဲ့သူတယောက်လားဒါမှမဟုတ်ရွာထဲမှာပုံနေတဲ့ရာဇဝတ်ကောင်လားလို့တွေးပြီးမှ
မဟုတ်နိုင်ပါဘူးသူကရာဇဝတ်ကောင်နဲ့မတူပါဘူးလို့ပြန်တွေးပါတယ်အဲ့ဒီနောက်သူမစိုက်ပျိုးရေးခြံကိုထပ်သွားပြီးမတ်တရူးကိုမင်းဒီမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါသူကငါကဒီခြံရဲ့ကြီးကြပ်ရေးမှုပဲမင်းကရောဘာလာလုပ်တာလဲလို့မေးပါတယ်ရာကျင်ကကျမဒီခြံကိုလာကြည့်တာဒီမိုတွေအကြောင်းအများကြီးဖတ်ဖူးတယ်ကျမရဲ့အတွက်ကောင်းကျိုးတွေအများကြီးရှိတယ်လို့ပြောပါတယ်မိုတွေအားလုံးကိုကြည့်ပြီးရင်းတို့ဟာတဘာဝအတိုင်းစိုက်ပျိုးထားတာမို့လို့သူမတော်တော်သဘောကျသွားပါတယ်ညဘက်အလုပ်ပြဒီမှာမတ်တရူးအိမ်ပြန်ရောက်တဲ့အခါကြက်ဥတစ်လုံးကိုတွေးရှိသွားပါတယ်အမိုးပေါ်ကိုမောကြည့်လိုက်တဲ့အခါအဲ့ဒီကြက်ကအပေါ်မှာထိုင်နေတာကိုမြင်လိုက်ရတဲ့အတွက်သူအလွန်လန့်သွားပြီးရာကျင်ပြောခဲ့တာအမှန်ပဲဆိုတာကိုသိသွားပါတယ်ညဘက်မှာကန်ကမတ်တရူးစီကိုဖုံးတွေအထက်ထက်ဆက်နေတဲ့အတွက်သူစိတ်ရှုပ်ပြီးနံပါတ်ပြောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့စီကိုရာကျင်စီကဖုံးဝင်လာပါတယ်သူမကဖုံးထဲကနေမေဘာလို့သမီးဖုံးကိုမကင်တာလဲလို့ပြောပြီးငိုပါတော့တယ်အတိတ်ကိုပြန်ပြောင်းမြင်ရတဲ့အခါရာကျင်ရဲ့ကလေးဘဝမှာသူမဟာ TV ထဲကဆွန်ဟွာကိုကြည့်ပြီးသူမအတိုင်းလိုက်လုံနေပါတယ်အဲ့ဒီနောက်တန်ရှင်းရေးလုပ်နေတော့မှပဲဓာတ်ပုံပေါင်းတစ်ခုပြုတ်ကျသွားပြီးအဲ့ဒီထဲမှာရာကျင်သူမရဲ့အဖေနဲ့ဆွန်ဟွာတို့၃ယောက်ရှိနေတာဖြစ်ပါတယ်ဓာတ်ပုံကိုကြည့်ပြီးရာကျင်ငိုကားဖေဒါသမီးရဲ့မေမဟုတ်လားဒါဆိုသူကဘာလို့ကျွန်တော်တို့နဲ့တူတူမနေတာလဲသမီးသူ့ကိုတွေ့ချင်တယ်လို့မေးပါတယ်ဒါကိုကြားတော့အဖေဖြစ်သူလည်းစိတ်မကောင်းဖြစ်ပြီးဆွန်ဟွာစီဖုန်းဆက်ကရာကျင်ကမင်းကိုအယမ်းလွှမ်းနေတယ်ဒါကြောင့်သမီးလေးနဲ့တစ်ခါလောက်လာတွေ့ပေးပါလို့ပြောပါတယ်သူ့ရဲ့ပြောကြားချက်ကြောင့်ဆွန်ဟွာဟာရာကျင်နဲ့လာတွေ့ပြီးအချိန်ကောင်းလေးတွေတူတူဖြတ်တန်းခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းဆွန်ဟွာဟာသူမတို့အိမ်ကိုရက်တော်ကြာအဆက်မပြတ်လာလဲခဲ့ပါတယ်တရက်မှာတော့ရာကျင်ကမေသမီးတခြားကလေးတွေလိုမေနဲ့အတူအပန်းဖြေပန်းချံကိုရှောက်လေခြင်းတယ်လို့ပြောပေမဲ့ဆွန်ဟွာကမေခုအလုပ်တွေအရန်ရှုံနေလို့သမီးနဲ့အပြင်ကိုတူမသွားနိုင်ဘူးလို့ညင်းပါတယ်အဲ့ဒီနောက်စက်ကူပေါ်မှာဖုန်းနံပါတ်ရေးပြီးရာချင်းကိုပေးကသမီးလိုချင်တဲ့အချိန်တိုင်းဖုန်းဆက်နိုင်ပါတယ်ဒါပေမဲ့အပြင်မှာတော့လာမတွေ့ပါဘူးလို့ကတိပေးပါလို့ပြောပါတယ်ဒါကိုရာချင်းကသဘောတူပေမဲ့သမီးဖုန်းဆက်တဲ့အချိန်တိုင်းမေကအလုပ်ရှုံနေတာပဲလို့ပြောတဲ့အခါဆွန်ဟွာကတနင်္ဂနွေနေ့တွေမှာသမီးဖုန်းဆက်ရင်မေတေချာပေါက်ပြန်ထူပါမယ်လို့ပြောပါတယ်။အဲ့ဒီနောက်ပိုင်းတနင်္ဂနွေနေ့တိုင်းည8နာရီမှာရာကျင်ဟာဆွန်ဟွာစီအမြဲဖုန်းဆက်ပြီးစကားပြောလေးရှိပါတယ်။ဒီလိုနဲ့ရာကျင်ကြီးပြင်းလာခဲ့ပြီးတရက်မှာတော့ဆွန်ဟွာမတော်တဆထိခိုက်မှုဖြစ်သွားတာကိုသိလိုက်ရပါတယ်။သူမကမင်းသမီးတစ်ယောက်ဖြစ်လို့ဒီသတင်းကလူမှုကွန်ရက်တစ်ခုလုံးမှာပြန့်နှံ့သွားခဲ့ပါတယ်။ဒါကိုကြားတော့ရာကျင်အလွန်စိုးရိမ်ပူပန်သွားပြီးသူမကိုကြည့်ဖို့ဆေးရုံကိုချက်ချင်းရောက်လာပါတယ်။အဲ့ဒီမှာမီဒီယာတွေနဲ့သတင်းထောက်တွေအမျှအားကြီးရောက်နေကြပါတယ်အားလုံးရဲ့ရှေ့မှာတင်ရာကျင်ကမေလို့လှမ်းခေါ်လိုက်ပါတယ်ဒါကိုကြားတော့သတင်းထောက်တွေအားလုံးလှမ်းသွားကြပြီးဆွန်ဟွာကလည်းသူမရဲ့အဖွဲ့သားတွေကိုဒီလူတွေကဘသူတွေလဲအကုန်လုံးကိုအပြင်မောင်းထုတ်လိုက်လို့ပြောပါတယ်အဲ့ဒီနောက်ပိုင်းရာကျင်ဟာဆွန်ဟွာစီဖုန်းတွေအချိန်ဆက်ခဲ့ပေမဲ့သူမဖုန်းမကင်တော့ပါဘူးပြစ်စုံပံမှာတော့ရာကျင်ဟာဆွန်ဟွာစီဖုန်းဆက်နေတာဖြစ်ပေမဲ့အဲ့ဒီနံပါတ်ကအခုတော့မတရူးစီရောက်နေတာဖြစ်ပါတယ်သူကရာကျင်ကိုအခုသွားအိတ်တော့ဖုန်းခဏမဆက်နဲ့ဦးမဟုတ်ရင်ရဲခေါ်လိုက်မယ်လို့ပြောပါတယ်။ရွာထဲမှာကောင်မလေးအစ်တစ်ယောက်ကိုမြင်ရမှာဖြစ်ပြီးသူမနာမည်ကဂျင်းကြီးဖြစ်ကသူမရဲ့အမဆန်အတွက်မျက်နှာဖုံးအစ်တစ်ခုယူလာပေးပါတယ်။မနက်ခင်းမှာတော့ရာချင်းပြင်ဆင်ပြီးမြို့ကိုပြန်ဖို့ထွက်လာပါတယ်။အဲ့ဒီအချိန်မှာစောင်းကဒီနေ့ပြန်တော့မလို့လားလို့မေးတဲ့အခါရာချင်းကဟုတ်ကဲ့အဖွားနဲ့အတူဘတ်စကားဂိတ်အထိလမ်းလျှောက်လိုက်ခဲ့မယ်။ဒါနဲ့လမ်းလျှောက်သွားရမှာလားလို့မေးပါတယ်။စောင်းကအော်မစိုးရိမ်ပါနဲ့ငါရဲ့မတ်တရူးကငါ့ကိုဘယ်တော့မှလမ်းလျှောက်မသွားခိုင်းပါဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲမတ်တရူးဟာအဲ့ဒီချက်ကိုပွေပြီးရောက်လာပါတယ်။ဒါကိုမြင်ပြီးရာချင်းလန့်သွားကဒါကျမလိုက်ဖမ်းနေတဲ့ကြက်မလားမင်းအိမ်ထဲဝင်သွားတယ်လို့ပြောတာကိုမင်းကလုံးဝမယုံပဲရဲတိုင်ခဲ့တာအခုတော့ကျမအမှန်တိုင်းပြောတာကိုမြင်ပြီမလားလို့ပြောပေမဲ့မတ်တရူးကတော့သူမစကားကိုလစ်လျူရှုထားပါတယ်အဲ့ဒီနောက်၃ယောက်သားထရက်တာနဲ့ဘတ်စကားဂိတ်ကိုထွက်လာကြပါတယ်ဒါပေမဲ့အနောက်မှာပစ္စည်းတွေတင်ထားတဲ့အတွက်စောင်းကရာချင်းကိုမတ်တရူးရဲ့ဘေးမှာထိုင်ခိုင်းလိုက်ပါတယ်နှစ်ယောက်သားမျက်နှာချင်းလွှဲပြီးထိုင်နေကြပေမဲ့လမ်းမှာပြားတွေနဲ့တိုးတဲ့အခါရာချင်းကြောက်လန့်ပြီးမတ်တရူးကိုဖတ်ထားမိပါတယ်အဲ့ဒီနောက်လမ်းမှာမတ်တရူးကရဲတိုင်ခဲ့တဲ့ကိစ္စအတွက်တောင်းပန်ပြီးကျွန်တော်နားလည်မှုလွဲသွားလို့ပါလို့ပြောပါတယ်အဲ့ဒီနောက်မတ်တရူးနဲ့တွေ့ဖို့သူ့အိမ်ဘက်ကိုသွားနေတဲ့ဂျင်းကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးသူမဟာရှေ့ကနေမောင်းလာတဲ့ထရက်တာပေါ်မှာရာကျင်မှာအတူတူပါလာတာကိုမြင်လိုက်ရပါတယ်။ဒါကိုမြင်ပြီးဂျင်ရီရဲ့အပြုံးတွေရုတ်တရက်ပြောက်ကွယ်သွားပြီးသူမကဒီမှာဘာလုပ်နေတာလဲလို့တွေးမိပါတယ်။အချိန်နဲ့ငယ်ကြာပြီးနောက် YouTube မှာစည်ရင်သွင်းသူ9ယောက်ပဲရှိပြီးသူတို့အတွက်ပဲဗီဒီယိုရိုက်နေတဲ့ဘက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူဗီဒီယိုရိုက်နေတော့မှမတ်တလူလာတာကိုမြင်လို့သူ့ဗီဒီယိုကိုပါလိုက်ရိုက်ပါတယ်။ဒါပေမဲ့မတ်တလူကအိတ်ငိုက်နေတဲ့အတွက်ပတ်ခတ်များမတော်တဆဖြစ်လူနီးပါးဖြစ်သွားပါတယ်။အဲ့ဒီနောက်သူကမတ်တရူးကိုထရက်တာပေါ်မှာထိုင်ခိုင်းပြီးသူကိုယ်တိုင်မောင်းကမနှက်ဖြန်ညကမအိပ်ရဘူးလားအနားယူခြင်းရင်နားလိုက်ပါချမ်းကိုကျွန်တော်ပဲကြည့်လိုက်မယ်လို့ပြောပါတယ်မတ်တရူးအိမ်ပြန်ရောက်တဲ့အခါကန်ကထပ်ပြီးရောက်နေပါတယ်သူကမတ်တရူးကိုကုန်ကျန်းစာချုပ်ကိုဘယ်လိုလုပ်ရမလဲတက်တန်းတိုးရမလားလီတိုခရူစီကနေဖုန်းတွေခဏလာနေလို့မေးပါတယ်မတ်တရူးကထားလိုက်ပါအဲ့ဒါကိုကျွန်တော်ဘာသာဖြေရှင်းလိုက်မယ်လို့ပြောပြီးထွက်သွားဖို့ပြင်တဲ့အခါကန်ကအော်ဒီအတိုင်းပဲသွားတော့မလို့လားကျွန်တော်တို့မှာဂုံတိတ်ခါရှိမရှိစဉ်းစားဦးလို့ပြောပါတယ်အဲ့ဒီနောက်သူကမတ်တရူးကိုဆိုင်တစ်ဆိုင်နဲ့ခေါ်သွားပြီးအဝတ်စားတော်တော်များများဝတ်ခိုင်းကြည့်ပြီးနောက်ဝတ်စုံကောင်းတစ်ခုကိုရွေးချယ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မတ်တရူးဟာအဲရစ်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးအဲရစ်ကကျွန်တော်နာမည်အဲရစ်ပါလို့မိတ်ဆက်ကစာချုပ်အကြောင်းပြောပြီးတက်တန်းတိုးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့မတ်တရူးကတက်တန်းတိုးဖို့လုံးဝညှင်းဆိုပြီးထွက်ခွာသွားပါတယ်။အဲရစ်ကနောက်ကနေလှမ်းတားပြီးဒီလိုညှင်းလိုက်တဲ့အတွက်ဘယ်တော့မှနောင်တမရဘူးလားလို့မေးပေမဲ့မတ်တရူးကဘာမှမပြောဘဲထွက်သွား
အားပါတယ်ဒါကိုကြည့်ပြီး Eric ကငါအဲ့လိုပြောဖို့လိုလို့လားလို့တွေးမိပါတယ်အဲ့ဒီနောက် Eric ဟာရာချင်းနဲ့တွေ့ဆုံပြီးဒီနေ့ကျွန်တော်ဇီဝကုမ္ပဏီရဲ့ CEO လီဆောနဲ့တွေ့ခဲ့တယ်သူတော်တော်ကောင်းပါလားပဲကျွန်တော်စာချုပ်မှာဘာအဖြစ်အနာအစားမှမရှိတာတော့သူသဘောမတူဘူးလို့ပြောပြပါတယ်ဒါနဲ့ရာချင်းကလည်းဟုတ်ပါတယ်ကျမလည်းအဲ့ဒီချန်ပီယံရှင်နဲ့တော့မတွေ့ခဲ့ရဘူးဒါပေမဲ့အဲ့ဒီမှာအလုပ်လုပ်တဲ့အလုပ်သမားတစ်ယောက်ကလည်းအဲ့ဒီအတိုင်းပဲလုံးဝကောင်းပါတယ်လို့ပြောပါတယ်နောက်ခန်းမှာတော့သူတို့ရဲ့ဟစ်ကုမ္ပဏီမှာစီးရင်သွင်းသူတွေတော်တော်များများရရှိထားတာကိုမြင်တွေ့ရမှာဖြစ်ပြီးရာချင်းဟာဝယ်သူတွေနဲ့တိုက်ရိုက်စကားပြောနေပါတယ်ဒါပေမဲ့ဖုန်းဆက်တဲ့လူတိုင်းကသူမရဲ့ပစ္စည်းအဖြစ်အနာစာတွေကိုပဲပြောနေကြတာပါနောက်ဆုံးမှာတော့မက်တရူရဲ့ဖုန်းဝင်လာပါတယ်သူကလည်းတခြားလူတွေလိုပဲပစ္စည်းရဲ့အားနည်းချက်ကိုပြောပြီးမင်းပို့ပေးလိုက်တဲ့ဆက်ကလုံးဝမကောင်းဘူးကျွန်တော်အလုပ်တစ်ခုမှလုပ်လို့မရဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲရာချင်းဟာမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့သူ့နာမည်လီဆောဟာကိုမြင်သွားပါအဲ့ဒီနောက်ပိုင်းမှာ Eric ပြောခဲ့တဲ့ဇီဝကုမ္ပဏီ CEO နာမည်ဟာလီဆော့ဖြစ်ကြောင်းနဲ့သူမလီဆော့ရဲ့အိမ်ကိုသွားတော့ကလည်းမက်တရူကိုပဲတွေ့ခဲ့တာကိုပြန်တတိယသွားပါတယ်အခုမှပဲမက်တရူဟာလီဆော့ဖြစ်ပြီးသူမစာချုပ်တက်တန်းတိုးခိုင်းရမယ်မှုစိုက်ပျိုးရေးချန်ပီယံရှင်ဖြစ်မှန်းနားလည်သွားပါတယ်ဒါကိုသိလိုက်ရတော့သူမရွာကိုချက်ချင်းပြန်လာခဲ့ပြီးလမ်းမှာဒီလောက်ပြဿနာတွေဖြစ်ပြီးမှသူ့ကိုငါစီးယုံနိုင်ပါမလားလို့တွေးလာပါတယ်အဲ့ဒီအတိုင်းမက်တရူရဲ့အိမ်ကိုရောက်လာပြီးမင်းစောစောကပြစ်စီးကြောင်းဖုန်းဆက်လို့လာကြည့်ပေးတာပါလို့ပြောပါတယ်။အဲ့ဒီနောက်ပစ္စည်းကိုကြည့်ပြီးမင်းသုံးတာမှားနေတာဒါကိုမသုံးခင်အပေါ်မှာတာဝါတစ်ခုအရင်တင်ရတယ်မယုံရင်ဒုတိယဆက်ကိုသုံးကြည့်ပါလို့ပြောပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားဆက်မတူတာတွေကိုသုံးကြည့်ကြပြီးမက်တရူးမှာချွေးတွေထွက်လာပါတယ်။ဒါကိုမြင်ပြီးရာချင်းနဲ့တွေ့လာဒီဆက်ကအလုတ်လုတ်တယ်မဟုတ်လားလို့ပြောပေမဲ့သူကကျွန်တော်အိမ်မှာအပူချိန်ကများနေလို့ချွေးထွက်တာပါလို့ပြန်ပြောပါတယ်။ရာချင်းကကောင်းပါပြီလို့ပြောပြီးသူ့ကိုကလိထိုးပါတော့တယ်မက်တရူးအလွန်ရင်မောနေပြီးအဲ့ဒီအချိန်မှာပဲနှစ်ယောက်သားရုတ်တရက်ရက်သွားကြပါတယ်။ဘာလို့လဲဆိုတော့ကလိထိုးရင်းနဲ့နှစ်ယောက်သားတော်တော်လေးနီးကပ်သွားကြပြီးအဲ့ဒီခိုက်တန်းကနှစ်ယောက်လုံးအတွက်အနှဲငယ်စိတ်လှုပ်ရှားစရာဖြစ်သွားလို့ပါ။အဲ့ဒီနောက်နှစ်ယောက်သားအဝေးမှာခွာထိုင်လိုက်ကြပါတယ်။အဲ့ဒီနောက်သူမမိတ်ဆက်တဲ့အခါနောက်တစ်မိနစ်မှာပဲမက်တရူးကသူမကိုအိမ်ပြင်ထုတ်ပစ်လိုက်ပါတော့တယ်ရာချင်းဟာစောင်းရဲ့အိမ်မှာပဲထပ်ပြီးသွားရဲပါတယ်မနက်ခင်းမှာစောင်းကငါချန်ကိုအလုတ်သွားတော့မယ်လို့ပြောတဲ့အတွက်ရာချင်းလည်းသူမနဲ့အတူအလုတ်လုပ်ဖို့လိုက်လာခဲ့ပါတယ်အလုတ်ပြီးတဲ့နောက်ရာချင်းကမက်တရူးကိုကျေးဇူးပြုပြီးကျမစကားပြောဖို့ငါမိနစ်လောက်ပဲအချိန်ပေးပါလို့တောင်းပန်ပြီးစာချုပ်တက်တန်းတိုးဖို့ပြောပါတယ်ဒါကိုသူကအဲ့ဒီလူတွေကကျွန်တော်တို့ရဲ့စီကံတွေကိုချိုးဖောက်ခဲ့ပြီးဒါကြောင့်သူတို့ကိုအခွင့်အရေးထပ်ပေးပြီးအမားကိုမထက်ချင်ဘူးလို့ပြောပြီးထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့ရာချင်းကလက်မလျှော့ပဲသူ့နောက်ကိုလိုက်ပြီးစီးယုံပါတယ်မက်တရူးကသူမကိုအပြင်တွန်းထုတ်ပြီးတကားပိတ်ဖို့ကြိုးစားကသူမကလည်းတကားကိုအတင်းတွန်းဖွင့်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာတကားကရုတ်တရက်ပွင့်သွားပြီးရာချင်းမြေပြင်ပေါ်လဲကျတော့မဲ့အချိန်မှာမက်တရူးကိုဆွဲဖက်လိုက်မိပါတယ်ဒါပေမဲ့သူမဟာသူ့အိမ်ထဲကိုအတင်းအဓမ္မမဝင်ပါဘူးဆိုတဲ့စာချုပ်မှာလက်မှတ်ထိုးထားခဲ့တဲ့အတွက်ကိုနောက်ပြနင်းဆုပ်လိုက်ပြီးလဲကျသွားပါတော့တယ်။ရာချင်းအိမ်ပြန်ရောက်တဲ့အခါအဖေဖြစ်သူကအစားအသောက်တွေချက်ပြုတ်ပြီးရေခဲတတာထဲထည့်ထားပေးတာကိုမြင်ရပါတယ်။ဒါကိုမြင်ပြီးသူမကအဖေရေခဲတတာတဲ့ဒါတွေလာမထည့်ပါနဲ့လို့ကျမအကြိမ်ကြိမ်တားထားတယ်မဟုတ်လားဒါတွေကအလကားဖြစ်ကုန်တာပဲလို့ပြောပါတယ်ဒါနဲ့အဖေကတမိပိုက်စားတဲ့အချိန်စားလို့ရအောင်ထည့်ပေးတာပါလို့ပြောပါတယ်အဲ့ဒီနောက်အတိတ်ကအခန်းတစ်ခုကိုမြင်ရမှာဖြစ်ပြီးရာချင်းဟာစိတ်တူတူနဲ့တနေရာရာကိုသွားဖို့ပြင်နေပါတယ်အဖေဖြစ်သူကတားတဲ့အခါသူမကဒီနေ့ကျမသွားပြီးစုံဟွာကကျမရဲ့မိမိဖြစ်ကြောင်းနဲ့သူမကျမကိုပြစ်ထားခဲ့တာကိုအားလုံးကိုပြောပြမယ်လို့ပြောပါတယ်ဒါကိုအဖေကတားပြီးစုံဟွာကိုမင်းစီဖုန်းမဆက်ဖို့ငါကိုယ်တိုင်တားခဲ့တာဘာလို့ဆိုမင်းသူမကြောင့်တော်တော်စိတ်ဆင်းရဲခဲ့ရလို့ပဲမင်းသူမကြောင့်ထပ်ပြီးစိတ်မနာကျင်စေချင်တော့ဘူးလို့ပြောပါတယ်ဒါကိုကြားတော့ရာချင်းကအဖေဖြစ်သူကိုဒေါသထွက်ပြီးဖေဘာလို့အဲ့လိုလုပ်တာလဲလို့အော်ဟစ်ပါတယ်ပြစ်စုံပံမှာတော့အဖေဖြစ်သူကတောင်းပန်နေပေမဲ့ရာချင်းကတော့စိတ်ဆိုးနေတော့မှဖြစ်ပြီးဘာမှမပြောဘဲသူမရဲ့အခန်းထဲဝင်သွားပါတယ်ညဘက်မှာရာချင်းနိုးလာပြန်ပြီးအဲ့ဒီနံပါတ်စီကိုပဲဖုန်းဆက်ကသမီးမေကိုအရန်လွှမ်းတယ်လို့ပြောပါတယ်မက်တရူးကကျွန်တော်မင်းရဲ့မေမဟုတ်ဘူးလို့ပြောဖို့ကြိုးစားပေမဲ့သူမကဆက်ပြောတာကတော့မေသမီးရဲ့ရှိုးကိုကြည်လာတဲ့ဒါကိုကြားတော့မက်တရူးကဖုန်းနံပါတ်ကိုစစ်ကြည့်လိုက်တဲ့အခါဒါဟာရာချင်းဖြစ်နေမှန်းသိသွားပါတယ်။ဒါကြောင့်မက်တရူးကမင်းဘာလို့ဖုန်းဆက်နေတာလဲအရက်တောက်ထားတာလားလို့မေးပေမဲ့ရာချင်းကတော့အိပ်ပျော်လေးရဲ့လမ်းလျှောက်နေတာဖြစ်ပြီးအခန်းအပြင်ကိုပါထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမက်တရူးကတခုခုပြုတ်ကျတဲ့အတန်ကိုကြားလိုက်ရပြီးဖုန်းလိုင်းပြတ်သွားပါတယ်။သူပြန်ခေါ်ပေမဲ့ဖုန်းလိုင်းမဝင်တော့ပါဘူး။အစာပိုင်းမှာသူအလုပ်ကိုပဲအာယုံစိုက်ဖို့ကြိုးစားပေမဲ့ရာချင်းအတွက်စိုးရင်ပူပန်နေမိပါတယ်ဒါကြောင့်သူ့ကားကိုယူပြီးအပြင်ကိုထွက်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့သူလည်းအခုချိန်မှာမြို့ထဲမှာရှိနေလို့ပါဒီဘက်မှာတော့ရာချင်းဟာအိပ်ပျော်လေးရဲ့လမ်းလျှောက်ရင်းလမ်းမပေါ်အထိရောက်လာပါတယ်အဲ့ဒီအချိန်မှာပဲကားတစ်စီးရုတ်တရက်ရောက်လာပြီးသူမကိုတိုက်မိတော့မဲ့အချိန်မှာနောက်ဆုံးခိုက်တန်းကြမှာမက်တရူးရောက်လာပြီးသူမကိုဘေးကိုတွန်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဒေါသတကြီးနဲ့မင်းပါလုံနေတာလဲကားကိုမမြင်ဘူးလားလို့မေးပါတယ်အဲ့ဒီနောက်မှရာချင်းဟာတတိလစ်နေပြီးအိပ်ပျော်လေးရဲ့လမ်းလျှောက်နေတာကိုသတိထားမိသွားပါတယ်။အဲ့ဒီနောက်သူမရဲ့ခြေထောက်မှာဖက်နှက်မပါဘဲဒဏ်ရာတွေရနေတာကိုမြင်လိုက်ရပါတယ်။ဒါကိုမြင်ပြီးမက်တရူးဟာအတိတ်ကသူကိုယ်တိုင်လည်းဒီလိုမျိုးဖက်နှက်မပါဘဲခြေထောက်တွေဒဏ်ရာရခဲ့ဘူးတာကိုပြန်သတိရသွားပါတယ်။ဒါကိုမြင်ချင်းသူချက်ချင်းဆိုင်ကိုသွားပြီးသူမအတွက်ညှက်ဖက်နှက်တရံဝယ်လာပေးပါတယ်။အဲ့ဒီနောက်ရာချင်းအိမ်ကိုဘေးကင်းရောက်အောင်နောက်ကနေလိုက်ပို့ပေးပါတယ်။ဒါပေမဲ့လက်လီကားနားရောက်တဲ့အခါရာချင်းကသူ့အနာတိုးလာပြီးအနံ့ခံကြည့်ပါတယ်။အဲ့ဒီနောက်သူ့မျက်နှာကိုကိုင်ပြီးမင်းရဲ့ရေမွေးကတော်တော်မွေးတာပဲဘယ်ကုမ္ပဏီလဲပြောပြပါကျမရောင်းပေးမယ်ကျမရဲ့ဝယ်သူတွေတော်တော်ကြိုက်ကြမှာလို့ပြောပါတယ်မက်တရူးကတော့ကျွန်တော်ရေမွေးမစွတ်ပါဘူးလို့ပြန်ပြောပါတယ်နောက်တနေ့မနက်မှာတော့အိမ်မှာအိပ်ပျော်နေတဲ့မက်တရူးကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဂျင်ရီရဲ့အမဆန်ရောက်လာပါတယ်မက်တရူးကဘာဖြစ်လို့လဲဒီကိုဘာလာလောက်တာလဲလို့မေးတဲ့အခါဆန်ကမောင်လေးမှာပတ်စံရှိလားပိုကကစားမလို့ပြောပါတယ်မက်တရူးကဒါကိုလောင်းကစားလို့ထင်တဲ့
အတွက်ပတ်စံမပေးပဲကြည့်စရာကလေးတွေမှာကစားစရာတခြားအရာတွေအများကြီးရှိတယ်အသက်ငယ်ငယ်နဲ့ဒါတွေမလုပ်သင့်ဘူးလို့ပြောပါတယ်ဒါနဲ့ဆန်ကအိတ်ကက်ထဲကတပ်ပုံတစ်ပုံထုတ်ပြပြီးကျမဖိုတိုကတ်ဝယ်မလို့ပါလို့ပြောပါတယ်ဒါကိုကြည့်ပြီးသူကဒါကဘာလဲဆိုပြီးအတွေးပေါက်သွားပါတယ်ဆန်ကမာတူရီမင်းဒီနေ့အလောက်ခဏနာပြီးအပြင်ကကဘာကြီးမှာဘာတွေဖြစ်နေလဲဆိုတာအွန်လိုင်းမှာရှာကြည့်ပါဦးလို့ပြောရင်းသူ့ရဲ့လက်တော့ကိုဖွင့်လိုက်တဲ့အခါရာကျင်ရဲ့ profile ပွင့်နေတာကိုတွေ့ရပါတယ်ဒါကိုမြင်တော့မက်တရူကလက်တော့ကိုချက်ချင်းပိတ်လိုက်တဲ့အတွက်ဆန်ကလန့်သွားပြီးမင်းဘာလို့သူမကိုလိုက်ကြည့်နေတာလဲသူမကိုကြိုက်နေတာလားလို့မေးပါတယ်ဒါနဲ့သူကမဟုတ်ပါဘူးအလုပ်အတွက်အချက်လက်ရှာနေတာပါပြီးတော့မင်းတခုခုစားမလားလို့ပြောပြီးရေခဲတတာတွေကပစ္စည်းတွေထုတ်ပါတယ်ဆန်ကသူ့ရဲ့ဓာတ်ပုံတွေကိုရှောက်ကြည့်ရင်းဒါကတော့ငါအမအတွက်သတင်းဆိုးပဲလို့ပြောပါတယ်အခြားတစ်ဖက်မှာတော့ရာချင်းဟာသူမရဲ့ကိုလေးချိန်ဘာလို့ရုတ်တရက်တက်လာတာလဲဆိုပြီးစဉ်းစားရချက်နေပါတယ်အဲ့ဒီအချိန်မှာပဲသူမရွာကိုသွားတဲ့အချိန်တိုင်းဆောင်းကအစားအသောက်တွေအများကြီးကျွေးတက်တာကိုပြန်တတိယသွားပါတယ်အဲ့ဒီနောက်ရာချင်းရွာကိုပြန်လာပြီးမက်တရူကိုကျမဒီနေ့မင်းကိုလာနှောက်ရှက်တာမဟုတ်ပါဘူးအဖွားဆောင်ကပြောင်းဖူးရိတ်သိမ်းဖို့လာနေတာနဲ့ကျမလည်းလာကူပေးရင်ကောင်းမလားလို့စဉ်းစားလို့ပါလို့ပြောပါတယ်ဒါနဲ့မက်တရူကမလို့ပါဘူးထားလိုက်ပါကျွန်တော်တို့မှလုံးမဲ့လူအလုံးလောက်ရှိပါတယ်လို့ပြောပါတယ်ရာချင်းကတော့မဟုတ်တာမင်းကြည့်နေပါကျမလောက်တာကိုမင်းတော်တော်သဘောကျမှာလို့ပြောပါတယ်အဲ့ဒီအချိန်မှာမက်တရူကမနှက်ဖြန်ညကကိစ္စကိုပြန်တတိယပြီးချောင်းဆိုးပါတော့တယ်ဒါနဲ့ရာချင်းကဟိအလုတ်အပြင်ကျမရေးကိုပါဂယုဆိုင်အောင်လို့ပြောတဲ့အခါသူကကျွန်တော်အတွက်စိတ်မပူပါနဲ့ကိုပဲဂယုဆိုင်အောင်လုပ်ပါလို့ပြောပါတယ်အဲ့ဒီနောက်အားလုံးအလုတ်ဆက်ကြပါတယ်ရာချင်းလဲသူတို့နဲ့အတူအလုတ်လုပ်ပေမဲ့ဒီလိုအလုတ်မျိုးတစ်ခါမှမလုပ်ဘူးတဲ့အတွက်သူမအတွက်တော်တော်ခက်ခဲနေပါတယ်ဒါပေမဲ့ဘေးနားမှာရက်နေတဲ့မက်တရူကိုမြင်လိုက်ရတော့မဟုတ်ဘူးငါလုံနိုင်ရမယ်ဆိုပြီးကိုအားပေးပြီးအလုတ်ဆက်လုပ်ပါတယ်အလုတ်ပြီးတော့အားလုံးတူတူထိုင်ပြီးညစာစားကြပါတယ်ဆောင်းကရာချင်းကိုသူမနဲ့တူတူထိုင်စားဖို့ပြောပေမဲ့သူမကိုင်းမဟုတ်ဘူးကျမဝေးချရမယ်လို့ပြောပါတယ်ဒါနဲ့ဆောင်းကမုတ်လေးနည်းနည်းစားပါအားရှိအောင်လို့ဆိုပြီးသူမလက်နဲ့ဝင်ကျွေးပါတယ်ရင်းကအလွန်အရသာရှိလွန်းလို့ကောင်းကင်ဘုံကိုရောက်သွားတယ်လို့ခံစားရပြီးအဲ့ဒီနောက်ပိုင်းသူမဘလောက်မြင်မြန်စားလဲဆိုရင်တခြားလူတွေအားလုံးနေကြည့်ရတဲ့အထိပါပဲအဲ့ဒီအချိန်မှာဂျင်မီကသူမရဲ့တငယ်ချင်းအေယာနဲ့အတူကော်ဖီယူလာပေးပါတယ်ပက်ကအေယာကိုမင်းလဲငါတို့နဲ့တူတူစားမလားလို့မေးတဲ့အခါသူမကညင်းလိုက်ပါတယ်ဒါကိုပက်ကတွေ့လားသူမကတော်တော်အကျင့်ကောင်းတာငါမျက်နှာကိုတန်းညင်းတာပဲလို့ပြောပါတယ်အဲ့ဒီနောက်မက်တရူကိုမြင်ရမှာဖြစ်ပြီးသူပြောင်းဖူးရောက်မဲ့သူတွေကပြောင်းဖူးမဝယ်တော့ဘူးလို့ညင်းကြပါတယ်ဒါနဲ့မက်တရူကအခုဘာလို့အဲ့လိုလုပ်တာလဲခင်ဗျားတို့ကြောင့်ကျွန်တော်ဂုံတိုက်နဲ့စာချုပ်မချုပ်ခဲ့တာလို့ပြောပါတယ်သူ့ရဲ့ဒေါသကိုမြင်တော့သူကသူ့ရှိမှငိုပြီးသူ့ရဲ့ဗန္ဒာရေးချိန်နေမကောင်းလို့အခုချိန်မှာဒီစာချုပ်ကိုမလုပ်နိုင်တော့တာပါလို့ပြောပြပါတယ်အဲ့ဒီနောက်မက်တရူရွာကိုပြန်လာပြီးရွာသားတွေကိုပြောပြပါတယ်အရင်ဆုံးဆောင်ကအခုကျွန်တော်တို့ပြောင်းမှုတွေဘာဖြစ်ကုန်တော့မလဲလို့မေးတဲ့အခါသူကကိစ္စမရှိပါဘူးကျွန်တော်ရောက်မှုတခြားနည်းလမ်းရှာပါမယ်လို့ပြောပါတယ်ပတ်ကတော့ဒါတွေအားလုံး2ရက်အတွင်းမရောက်ရရင်အရသာကအရင်လိုရှိတော့မှာမဟုတ်ဘူးလို့ပြောပြီးတခြားလူတွေလည်းသဘောတူကစိုးရိမ်ပူပန်ကုန်ကြပါတယ်ဒါပေမဲ့မက်တရူကသူတို့ကိုနားဝင်အောင်ပြောပြီးအိမ်ပြန်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ရာချင်းကအခုကျွန်တော်တို့ပြောင်းမှုတွေဘာဖြစ်ကုန်တော့မလဲလို့မေးတဲ့အခါမက်တရူကဒါကမင်းနဲ့ဘာဆိုင်လို့လဲလို့မေးပါတယ်သူမကဘာလို့မဆိုင်ရမှာလဲကျမလည်းဒီနေ့ဒီမှာအပင်ပန်းခံလုပ်ထားတာပဲဒါတွေကိုအလကားအဖြစ်မခံနိုင်ဘူးလို့ပြောပါတယ်အဲ့ဒီနောက်သူမအကြံရတော့အားပြီးမက်တရူကိုကျမဒါတွေအားလုံးကို live လွှင့်ပြီးရောင်းပေးမယ်လို့ပြောပါတယ်။အဲ့ဒီနောက်သူတို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးရာချင်းကတိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်ပါတယ်။ဒီဘက်မှာယွန်ဂျီကဒရိုက်တာကိုရာချင်းကရွာကိုသွားပြီး live လွှင့်ပြီးပြောင်းဖူးရောက်နေတာသိလားဒါကကျွန်တော်တို့ကုမ္ပဏီရဲ့ပုံရိပ်ကိုမထိခိုက်စေဘူးလားလို့လာပြောပါတယ်။ဒါနဲ့ဒရိုက်တာကသူမကအရေးသွေးမြင့်ပစ္စည်းတွေကိုတင့်တဲ့ဈေးနှုန်းနဲ့ရောင်းနေတာပဲဘာမှမှားတာမရှိပါဘူး။သူမကျွန်တော်တို့ရဲ့ပုံရိပ်ကိုတေချာထိမ့်သိမ့်လိုက်မယ်လို့အပြည့်အဝမျှော်လင့်ပါတယ်လို့ပြောပါတယ်။ရာချင်းကပြောင်းမှုတွေအားလုံးကို live မှာရောင်းချပေးလိုက်တဲ့အတွက်ရွာသားတွေအားလုံးတော်တော်ဝမ်းသာသွားကြပြီးမက်တရူလည်းအလွန်ဝမ်းသာသွားပါတယ်။အဲ့ဒီနောက်ရာချင်းနဲ့တွေ့ဖို့ရွာကိုရောက်လာတဲ့စောင်းမီကိုမြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲပက်ကသူ့ရဲ့ tractor နဲ့ရှေ့ကနေရောက်လာပါတယ်။ရာချင်းနဲ့မက်တရူတို့ပထမဆုံးတွေ့တုန်းကလို့အခန်းမျိုးထပ်ဖြစ်တာပါပက်ကစပီကာနဲ့တချင်းကိုအကျယ်ကြီးဖွင့်ပြီးပြောနေပြီးဆောင်းမီကတော့ကျေးဇူးပြုပြီး tractor ကိုနောက်ဆုတ်ပေးပါလို့လှမ်းအော်နေပေမဲ့သူလုံးဝမကြားပါဘူးဒါကြောင့်ဆောင်းမီကားကိုနောက်ဆုတ်လိုက်တဲ့အခါရွှွန်ထဲမှာကျွံသွားပါတော့တယ်ဒါပေမဲ့ဒီနေရာမှာတော့ပက်ကမက်တရူလိုလစ်လူမရှိပဲကားကိုရွှွန်ထဲကနေမကလမ်းပေါ်တင်ပေးလိုက်ပြီးအခုရှိကိုသွားလို့ရပါပြီလို့ပြောပါတယ်သူ့ရဲ့ဗလာကိုကြည့်ပြီးဆောင်းမီတော်တော်သဘောကျသွားပေမဲ့အာလူနဲ့တူတဲ့ဒီလူကိုငါကဘယ်လိုလုပ်ကြရမှာလဲလို့ပြန်တွေးပါတယ်အဲ့ဒီနောက်မနက်ဖြန်ညကကျမ်းမာရေးမကောင်းဖြစ်ခဲ့တဲ့ရာချင်းကိုမြင်ရမှာဖြစ်ပြီးမနက်ခင်းမှာတက်တာသွားတာနဲ့သူမပြန်ဖို့ပြင်ပါတယ်ဒါနဲ့မက်တရူကမင်းအဆင်ပြေရဲ့လားဒီအခြေအနေနဲ့ကားမောင်းနိုင်ပါမလားလို့မေးတဲ့အခါသူမကဒါဆိုမင်းကျမအတွက်စိုးရိမ်နေတာပေါ့အဲ့လိုဆိုရင်တော့အထက်ကစာပွဲပေါ်မှာစာရွက်စာတမ်းတွေရှိတယ်တွားကြည့်လိုက်ပါလို့ပြောပြီးဆောင်းမီနဲ့အတူထွက်ခွာသွားပါတယ်အဲ့ဒီနောက် Eric ကဖေးတစ်ခုမှရောက်နေတာကိုမြင်ရပါတယ်ရာချင်းကသူ့အနောက်ကစာပွဲမှာထိုင်နေတာဖြစ်ပြီးသူကခဏခဏလှည့်ကြည့်ပြီးပျော်နေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကပို့တချို့ကိုကြည့်လိုက်ပြီးပြန်လှည့်ကြည့်လိုက်တဲ့အခါရာချင်းကမရှိတော့ပါဘူးသူချက်ချင်းအပြင်ထွက်ပြီးလိုက်ရှာပေမဲ့သူမှမရှိတော့ပါဘူးဒါကိုကြည့်ပြီးသူစိတ်မကောင်းဖြစ်နေတော့မှပဲမိုးစတင်ရွာသွန်းလာပြီးရာချင်းကထိတစ်ချောင်းနဲ့သူ့အနာရောက်လာပါတယ်ဒါကိုမြင်ပြီး Eric အလွန်ဝမ်းသာသွားပြီးဒါကျွန်တော်တို့မိုးရဲရေထဲမှာပထမဆုံးတူတူဆောင်းခဲ့တဲ့ထီမလားလို့မေးပါတယ်သူမကဟုတ်ပါတယ်လို့ပြောပြီးနှစ်ယောက်သားစကားပြောရင်းထွက်သွားကြပါတယ်သူ့ရဲ့စကားတွေအရ Eric ကသူမကိုကြိုက်နေမှန်းသိတာပါတယ်ဒါကြောင့်သူမကရှင်းပြတာကတော့ကြည့်ပါဦး
ကျမစီးပွားရေးလုပ်တဲ့သူတွေနဲ့ဒိတ်မလုပ်ပါဘူးဘာလို့ဆိုကျမရဲ့ခံစားချက်တွေအလုပ်ထဲမှာပါသွားရင်နောက်ဆုံးမှာအလုပ်ရောဆက်ဆံရေးရောနှစ်ခုလုံးဆုံးရှုံးရတတ်လို့ပါလို့ပြောပါတယ်ဒါနဲ့ Eric ကကောင်းပါပြီအရင်ဆုံးအလုပ်လုပ်ကြတာပေါ့အားလုံးအဆင်ပြေသွားမှာပဲအဲ့ဒါကိုစဉ်းစားကြတာပေါ့လို့ပြောပါတယ်အဲ့ဒီနောက်အိမ်မှာတစ်ခုခုရှာနေတဲ့မတူးကိုမြင်တွေ့ရမှာဖြစ်ပြီးဆိုဖာအောက်ကနေရာကျင်ရဲ့အိတ်ဆေးတွေကိုရှာတွေ့သွားပါတယ်ရာကျင်ပြီးခဲ့တဲ့အချိန်ကသူ့အိမ်ကိုလာတော့ကအမှားယွင်းဖြစ်ပြီးကြမ်းခဲ့တာဖြစ်ရမယ်လို့သူတတိယသွားပါတယ်ဒီဘက်မှာရာကျင်ကားပြင်ဖို့ရောက်နေပါတယ်အဲ့ဒီအချိန်မှာမတ်တရူးကဖုန်းဆက်ပြီးမင်းရဲ့ဆေးတွေကျွန်တော်စီမှာရှိတယ်အခုတော်တော်နောက်ကျနေပြီဖြစ်လို့မနေ့ဖြန်မှလာယူလိုက်ပါလို့ပြောပါတယ်ဒါပေမဲ့ရာကျင်ကမဟုတ်ဘူးကျမအခုချက်ချင်းလိုအပ်လို့ပါလို့ပြောတဲ့အတွက်သူကအဲ့ဒီမှာပဲစောင့်နေကျွန်တော်လာပေးမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲမတ်တရူးစီပက်ရဲ့ဖုန်းဝင်လာပြီးကြောက်လက်တကြားနဲ့ခြံကိုချက်ချင်းလာခဲ့ပါဦးဒီမှာပြဿနာတက်လို့လှမ်းပြတော့ပါတယ်သူခြံကိုပြေးလာတဲ့အခါပတ်ကအပေါ်ကနေရေတွေစိမ့်ကြလို့မှုတွေပျက်စီးကုန်ပြီလို့ပြောပါတယ်မတ်တရူးကကောင်းပြီဒါတွေကိုချက်ချင်းဆေးရမယ်မဟုတ်ရင်အကုန်ပျက်စီးကုန်လိမ့်မယ်မင်းမြင်မြန်သွားပြီးရေဖြန်းဆက်သွားယူချေလို့ပြောပါတယ်အဲ့ဒီနောက်လမ်းနှင်းငယ်ရောက်လာတဲ့ရာကျင်ကိုမြင်ရမှာဖြစ်ပြီးသူမဆိုင်တဆိုင်နဲ့ဝင်ပြီးပစ္စည်းဝယ်တော့အမျိုးသမီးတစ်ယောက်နဲ့တိုက်မိပြီးကားတော့ကဆက်တစ်ခုရဲ့အောက်ထဲကိုရောက်သွားပါတယ်သူမကားနာပြန်ရောက်လာတဲ့အခါကားကတော့ခတ်ထားပြီးဖုန်းကလည်းအထဲမှာကြံခဲ့တာကိုမြင်လိုက်ရပါတယ်သူမစိုးရိမ်ပူပန်နေပြီးအဲ့ဒီအချိန်မှာပဲမိုးကလည်းစတင်ရွာသွန်းလာပါတယ်ဒီလိုအခြေအနေမျိုးမှာရာကျင်ဟာခုံတန်းလျားအကြီးကြီးတစ်ခုပေါ်မှာထိုင်ပြီးမတ်တရူးအလာကိုစောင့်ဆိုင်နေရင်သူဘာလို့အဲ့ဒီလောက်တောင်ကြာနေရတာလဲလို့တွေးမိတာငငယ်တုန်းကလည်းမေမေကိုဒီလိုမျိုးခဏခဏစောင့်ခဲ့ရပြီးရပါတယ်မေမေတေချာပေါက်လာမှာပါဆိုပြီးကိုနှစ်သိမ့်ခဲ့ရတာကိုပြန်တတိယသွားပါတယ်ဒါပေမဲ့သူမရဲ့မေမေကတော့ဘယ်တော့မှရောက်မလာခဲ့ပါဘူးဒီနေ့မှလည်းရာကျင်ဟာမတ်တရူးတေချာပေါက်လာမှာပါဆိုပြီးကိုနှစ်သိမ့်နေတော့မှပဲသူတကယ်ပဲရောက်လာခဲ့ပါတယ်ဒါကိုမြင်ပြီးရာကျင်ကသူ့ကိုပြစ်ဖက်ပါတော့တယ်အဲ့ဒီနောက်နှစ်ယောက်သားခုံတန်းလျားပေါ်မှာထိုင်ကြပါတယ်မတ်တရူးကသူဘာလို့နောက်ကျရလဲဆိုတာကိုရှင်းပြပေးမယ်ရာကျင်ကတော့ကျမရဲ့ဆေးပဲပေးပါလို့ပြောပါတယ်ဒါနဲ့သူကတရက်စာဆေးတလုံးပဲပေးပါတယ်ဒါကိုရာကျင်ကဒါဘာနောက်တာလဲလို့မေးတဲ့အခါသူကငါမင်းကိုတရက်ကိုဆေးတလုံးစီပဲပေးမယ်ပြီးတော့ငါတို့နေတိုင်းတွေ့ကြမယ်လို့ပြောပါတယ်ဒါကိုကြားတော့ရာကျင်ခဏလောက်အံ့ဩသွားပြီးကျမကဘာလို့မင်းစီကနေဆေးကိုဒီလိုမျိုးယူတော့ရမှာလဲလို့မေးပါတယ်မတ်တရူးကဘာလို့လဲဆိုတော့ငါလီတိုခရူးရဲ့စာချုပ်ကိုတက်တန်းတိုးဖို့သဘောတူလိုက်လို့ပဲလို့ပြောပါတယ်အဲ့ဒီနောက်စာချုပ်ကိုပေးလိုက်ပြီးအဲ့ဒီထဲမှာတတ်မှတ်ချက်တချို့ရှိနေပေမဲ့ရာကျင်ကတော့ဝမ်းသာအားရသဘောတူလိုက်ပါတယ်အဲ့ဒီနောက်သူတို့အိမ်ပြန်ဖို့တက်စီခေါ်ဖို့ပြင်ပေမဲ့သူမရဲ့ဖုန်းကပိတ်သွားပါတယ်ဒါကြောင့်မတ်တရူးကပဲသူမကိုအိမ်လိုက်ပို့ပေးပြီးလမ်းမှာနှစ်ယောက်သားစကားပြောကြပါတယ်မတ်တရူးကဒီဆေးကမင်းရဲ့ကျန်းမာရေးအတွက်လုံးဝမကောင်းဘူးမင်းတောက်လာတာကြာပြီမဟုတ်လားလို့မေးတဲ့အခါသူမကမင်းဘယ်လိုသိလဲလို့မေးပါတယ်သူကဒီတိုင်းပဲသိတာပါလို့ပြောပြီးအတိတ်ကိုပြန်ပြောင်းမြင်ရတဲ့အခါအရင်ကမတ်တရူးရဲ့အခြေအနေကလည်းရကျင်လိုပါပဲသူလည်းအိပ်ပျော်ဖို့အတွက်ဒီဆေးတွေကိုတောက်ခဲ့ရတာဖြစ်ပါတဲရာကျင်အိမ်ပြန်ရောက်တဲ့အခါဆောင်းမီကတကားဝမှာတင်အိပ်ပျော်နေတာကိုတွေ့ရပါတယ်။ရာကျင်ကသူမကိုနှိုးလိုက်တဲ့အခါမင်းအခုထိဘယ်ရောက်နေတာလဲ။ငါဘလောက်စိုးရိမ်သွားလဲမင်းတီလာဖုန်းကလည်းဆက်လို့မရဘူးလို့ပြောပါတယ်။ဒါနဲ့ရာကျင်ကဝမ်းသာအားရနဲ့ငါဒီနေ့ဘာရလာလဲမင်းတီလာလို့မေးပေမဲ့ဆောင်းမီကတော့ငါဒါတွေဘာမှမသိချင်ဘူး။ဒီနေ့ညငါဒီမှာပဲအိပ်မယ်လို့ပြောပြီးဝင်သွားပါတယ်။မနေ့ကမှရာကျင်နိုးလာတော့ဆောင်းမီကအဝတ်စားတွေလဲပြီးအစင်သင့်ဖြစ်နေတာကိုမြင်ရပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့ခြေထောက်မှာပတိစီထားတာကိုမြင်ပြီးငါမနေ့ညကပြဿနာတစ်ခုခုရှာမိလို့လားဒါမှမဟုတ်အိပ်ပျော်လေးရဲ့လမ်းလျှောက်မိလို့လားလို့မေးပါတယ်ဒါပေမဲ့ဆောင်းမီကမင်းဘာမှမလုပ်ပါဘူးအေးဆေးဆေးအိပ်ပျော်နေတာပါလို့ပြန်ပြောပါတယ်အဲ့ဒီနောက်နှစ်ယောက်သားကုမ္ပဏီကိုရောက်လာပြီးအဲ့ရစ်လည်းရောက်လာပါတယ်သူတို့အားလုံးတူတူထိုင်ပြီးမိတ်ဆက်တော်မဲ့ပစ္စည်းအကြောင်းဆွေးနွေးကြပြီးအဲ့ဒါကတော့ရေမွေးဖြစ်ပါတယ်ရာကျင်ကအဲ့ရစ်ကိုမိတ်မဆက်ခင်ကျမဒီထဲမှာပြောင်းလဲမှုတချို့လုပ်ချင်ပါတယ်ဘာလို့ဆိုကျမကတင်ဆက်ရမှာဖြစ်ပြီးတခုခုထိခိုက်မှုရှိရင်ကျမမှာပဲတာဝန်ရှိလို့ပါလို့ပြောပါတယ်ဒါနဲ့သူကမင်းကြိုက်တာမှတ်သမျှလုပ်နိုင်ပါတယ်လို့အလွန်နူးညံ့စွာပြောပါတယ်အဲ့ဒီနောက်လေကွင်းထဲမှာအလုပ်လုပ်နေတဲ့မတ်တရူးနဲ့ပတ်တို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမတ်တရူးကမင်းစီဖုန်းတစ်ခုခုလာသေးလားလို့မေးတဲ့ပတ်ကဘယ်ဖုန်းကိုမေးတာလဲနိုင်ငံခြားကဖုန်းတွေလည်းခဏခဏလာနေတာပဲလို့ပြောပါတယ်မတ်တရူးကရာကျင်အကြောင်းမေးတာသူမှကျွန်တော်နံပါတ်တောင်းတော့ကမင်းနံပါတ်ပေးလိုက်တာလေလို့ပြောပါတယ်ပတ်ကမလာပါဘူးလို့ပြောတဲ့အခါမတ်တရူးကလာရင်ကျွန်တော်ကိုပြောပါလို့မှာပါတယ်နောက်ခန်းမှာတော့ရာကျင်နဲ့စွန်ဟွာတို့ကိုမြင်တွေ့ရမှာဖြစ်ပြီးစွန်ဟွာကမင်းတကယ်ပဲရေမွေးရောက်တော့မလို့လားလွန်ခဲ့တဲ့ငါနှစ်ကကိစ္စကိုမေ့သွားပြီလားအဲ့ဒီပစ္စည်းအညံ့ကိုရောင်းပြီးငါရဲ့အမှုပညာတက်တန်းကိုဘလို့ဖြည့်ဆည်းခဲ့လဲဆိုတာလို့ပြောပါတယ်ဒါကိုရာကျင်ကအဲ့ဒီပစ္စည်းကိုဘသူကတရားဝင်မိတ်ဆက်ခဲ့လဲဆိုတာအဖွားကိုယ်တိုင်အတိဆုံးပါလို့ပြန်ပြောပါတယ်အဲ့ဒီနောက်စာကြည့်တိုက်ထဲကမတ်တရူးကိုမြင်ရမှာဖြစ်ပြီးပတ်ကသူ့ကိုရာကျင်စာကြည့်တိုက်ကိုလာလိမ့်မယ်လို့ပြောထားတာပါသူအဲ့ဒီမှာရာကျင်ကိုလိုက်ရှာပြီးတွေ့တဲ့အခါအဝေးကနေထိုင်ကြည့်နေပါတယ်ရာကျင်သူ့အနားရောက်လာတဲ့အခါသူဆေးပေးလိုက်ပြီးရာကျင်ထွက်သွားဖို့ပြင်တော့မှာပဲသူမရဲ့စာအုပ်တွေပြုတ်ကျသွားပါတယ်ဒါနဲ့မတ်တရူးကကူကောက်ပေးပြီးနှစ်ယောက်လုံးအပြင်ကိုတူတူထွက်လာကြပါတယ်အဲ့ဒီအချိန်မှာပဲရာကျင်ကဘိုက်ကိုကင်ပြီးအော်ပါတော့တယ်ဒါနဲ့သူကဘာဖြစ်လို့လဲလို့မေးတဲ့အခါသူမကဒါအရေးပေါ်အခြေအနေပဲကျမဘိုက်ရမ်းစာလို့ပြောပါတယ်ဒါကြောင့်သူကသူမကိုစားတောက်ဆိုင်တစ်ခုခေါ်သွားပါတယ်ဒုတိယမြောက်နေ့မှာမတ်တရူးသူ့ channel မှာရှိနေတော့ရာကျင်ကသူမရဲ့အဖွဲ့သားတွေနဲ့အတူရောက်လာပါတယ်သူတို့ကအဲ့ဒီမှာကြော်ညာရိုက်ကူးရေးလုပ်ကြမှာပါမတ်တရူးကစောင်းမီကိုအလုပ်ကိုနည်းနည်းတတိထားလုပ်ပါဒီမှာရှိတဲ့မှုတွေကိုမထိခိုက်ပါစေနဲ့လို့ရှင်းပြပါတဲ့အနှဲငယ်ကြပြီးနောက်ဂျင်ရောက်လာပြီးမတ်တရူးကိုမြင်တော့နှုတ်ဆက်ကသူ့စီကိုရှောက်လာပါတယ်အဲ့ဒီအချိန်မှာပဲအဲရစ်ရောက်လာတဲ့အတွက်ရာကျင်ကအဲရစ်နဲ့စကားပြောနေတာကိုမြင်ပြီးမတ်တရူးစိတ်မကောင်းဖြစ်သွားပါတယ်ဒါကြောင့်သူနှစ်ယောက်ကြားထဲဝင်ရက်ပြီးအဲရစ်ကို
တိုက်ဆိုင်လိုက်တာကျွန်တော်တို့ပြန်တွေ့ပြန်ပြီလို့ပြောပါတယ်အဲ့ဒီနောက် Erin နဲ့ယာဂျင်တို့ရဲ့ရိုက်ကူးရေးစတင်တဲ့အခါနှစ်ယောက်သားတူတူရှိနေတာကိုကြည့်ပြီးမက်တလူတယောက်တဝင်းတို့နေမိပါတယ်အလုပ်ပြီးတော့အားလုံးတူတူထိုင်ပြီးအစားတောက်စားကြပါတယ်အဲ့ဒီမှာယာဂျင်ဟာ Erin နဲ့မက်တလူတို့ရဲ့ကြားထဲမှာထိုင်နေတာပါသူတို့၃ယောက်ကိုကြည့်ပြီးရွာသားတွေအားလုံးကယာဂျင်ဟာမက်တလူနဲ့ပိုလိုက်ဖက်မလားဒါမှမဟုတ် Erin နဲ့ပိုလိုက်ဖက်မလားဆိုပြီးခံမှန်းနေကြပါတယ်ညနေဆောင်တော့အားလုံးပြန်သွားကြဗျယာဂျင်ကအလုံးလုံးနေတုံးဖြစ်တဲ့မက်တလူနဲ့တွေ့ဖို့ခြံကိုရောက်လာပါတယ်။သူမသူ့ကိုအနှဲငယ်ကူညီပေးပြီးနောက်မင်းကျွန်တော်တို့အားလုံးကိုဒီမှာလာခွင့်ပြုခဲ့တာမင်းအတွက်တော်တော်ခက်ခဲလိမ့်မယ်ဟုတ်တယ်မလားလို့မေးပါတယ်။သူကဟုတ်ပါတယ်လို့ပြန်ဖြေတဲ့အခါယာဂျင်ကဒါဆိုမင်းညင်းလိုက်လေရတာပဲလို့ပြောပါတယ်။ဒါနဲ့သူကငါမင်းကြောက်မှုလို့မညင်းတာဘာလို့ဆိုမင်းကအလုပ်ကိုတေချာလုပ်တက်လို့ပဲဒါကြောင့်ငါမင်းကိုယုံကြည်တယ်လို့ပြောပါတယ်။နောက်ခန်းမှာတော့ရေမွေးကအစင်သင့်ဖြစ်နေဗျ။နမူနာပစ္စည်းကယာဂျင်စီရောက်လာကသူမကအဆင်ပြေရလားဆိုပြီးလက်မှာခဏခဏဆွပြီးစမ်းတက်နေပါတယ်ဒါကိုဆောင်မီကတိတ်ဆိုးရိမ်မနေပါနဲ့အားလုံးအဆင်ပြေသွားမှာပါလို့ပြောပါတယ်အဲ့ဒီနောက်မက်တလူကလည်းတခွဲခန်းမှာစမ်းတက်ဖို့နမူနာပစ္စည်းကိုပို့ထားပါတယ်အချိန်နှဲငယ်ကြာပြီးနောက်ရလက်ထွက်လာတဲ့အခါသူမြင်ချင်းအလွန်ဆိုးရိမ်ပူပန်သွားပါတယ်ဘာလို့လဲဆိုတော့ရလက်ကမကောင်းပဲရေမွေးထဲမှာပြဿနာတစ်ခုခုရှိနေသေးလို့ပါဒါကိုမြင်ပြီးသူကန့်စီကိုပြေးလာခဲ့ကယာဂျင်စီဖုန်းဆက်ပေမဲ့သူမအလုရှုပ်နေတဲ့အတွက်ဖုန်းမကင်ပါဘူးသူကကန့်ကိုကျွန်တော်တို့ဒီထုတ်လွှင့်မှုကိုတခုခုလုပ်ပြီးတားမရမယ်လို့ပြောတဲ့အခါကန်ကထုတ်လွှင့်မှုတနာရီပဲလိုတော့တာဒီအချိန်တွင်းဘာလုပ်နိုင်မှလဲလို့ပြောပါတယ်မက်တလူကတခုခုလုပ်ပြီးတားရမယ်ငါရချင်းစီသွားလိုက်မယ်မင်းကEricကိုဆက်သွယ်လိုက်လို့ပြောပါတယ်အဲ့ဒီနောက်မက်တလူချက်ချင်းထွက်လာခဲ့ပြီးထုတ်လွှင့်မှုမစတင်မီမိနစ်ပိုင်းလိုမှရချင်းစီရောက်လာကရလက်ကိုပြသပြီးဒီနေ့ထုတ်လွှင့်မှုကိုဖျက်သိမ်းရမယ်လို့ပြောပါတယ်ဒါပေမဲ့ယာဂျင်ကထုတ်လွှင့်မှုကိုမဖျက်သိမ်းမဲထွက်သွားပါတယ်။အနှဲငယ်ကြာပြီးနောက်မက်တရူစတူဒီယိုခန်းထဲသွားကြည့်တဲ့အခါယာဂျင်ဟာထုတ်လွှင့်မှုကိုစတင်နေပြီးသူမကဒီနေ့ထုတ်လွှင့်မှုမှာကျမတို့ပစ္စည်းကိုရောင်းချမှာမဟုတ်ပါဘူး။ဒါကြောင့်ကျေးဇူးပြုပြီးဖုန်းတွေကိုခဏချထားပြီးကျမစကားကိုနားထောင်ပေးကြပါကျမတို့ရဲ့ Essence ရေမွေးအတွက်ကျမလည်းတော်တော်ရင်ခုန်ခဲ့ရပါတယ်။ဒါကို10%ကုန်ကျန်းပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။လို့ပြောနေပါတယ်ဒါကိုကြည့်နေတဲ့တခြားလူတွေအားလုံးကြောင်သွားကြပြီးယွန်ဂျီကသူမဘာဖြစ်သွားတာလဲ Prime Night Slot မှာ1 minute ဆိုတာ1တန်းနဲ့ချီတန်းတာကိုအဖိုးတန်ချိန်တွေကိုဖြုံးတီးနေတယ်လို့ပြောပါတယ်ဒရိုက်တာလည်းအလွန်ဒေါသထွက်ပြီးစောင်းမီကိုဖုံးဆက်ကချက်ချင်းထုတ်လွှင့်မှုကိုရက်လိုက်လို့ဩပါတယ်ရာကျင်ရဲ့ထုတ်လွှင့်မှုပြီးဆုံးသွားတာနဲ့အားလုံးကသူမကိုလာပြီးစူပူကြပါတယ်မင်းဘာလုပ်လိုက်တာလဲယူသွားတာလားမင်းလုပ်ရဲ့အတွက်တာဝန်ယူနိုင်မလားလို့ပြောနေတော့ဒရိုက်တာရောက်လာပြီးရာကျင်ကိုဟစ်ကုမ္ပဏီရဲ့အစီအစဉ်တင်ဆက်သူအလုပ်ကပစ္စည်းရောက်မှုပဲဒီအခြေခံစည်းကမ်းကိုပါမင်းမေ့သွားတာလားလို့ဒေါသတကြီးမေးပါတယ်ဒါနဲ့ယာဂျင်ကကျမတို့ပစ္စည်းအပေါ်100%စိတ်မချရရင်ဝယ်သူတွေကိုမရောက်နိုင်ပါဘူးလို့ပြန်ပြောပါတယ်ဒရိုက်တာကစင်ဂျီရီပေးမနေနဲ့ဒီကနေထွက်သွားမင်းကဒီမှာရက်နေဖို့တောင်မတန်ဘူးလို့ပြောလိုက်တဲ့အတွက်သူမမျက်ရည်တွေနဲ့ထွက်ခွာလာခဲ့ပါတယ်သူမအပြင်ရောက်တဲ့အခါအလွန်ဝမ်းနည်းနေပြီးအဲ့ဒီအချိန်မှာပဲမက်တလူရောက်လာပြီးသူမကိုရုတ်တရက်ဖတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာယာဂျင်နဲ့တွေ့ဖို့ရောက်လာတဲ့ Eric ကနှစ်ယောက်သားဖတ်ထားတာကိုမြင်ပြီးစိတ်မကောင်းဖြစ်ကဘာမှမပြောဘဲပြန်လှည့်ထွက်သွားပါတယ်ယာဂျင်အလွန်စိတ်လှုပ်ရှားပြီးမျက်ရည်ကကြလာတဲ့အခါမက်တလူကမင်းဒီနေ့လုတ်ခဲ့တာမှန်ပါတယ်လို့ပြောပေးပါတယ်အဲ့ဒီနောက်နှစ်ယောက်သားခုံတန်းလျားတစ်ခုမှာထိုင်ကြပါတယ်ယာဂျင်ကမင်းစတူဒီယိုကိုဘာလို့လာတာလဲကျမဘာလို့မလဲဆိုတာမင်းမသိဘဲနဲ့လို့မေးတဲ့အခါသူကငါမင်းကိုလိုက်ရှာရင်းရောက်လာတာပြီးတော့မင်းဒီလိုမျိုးလုပ်လိုက်မယ်ဆိုတာငါတေချာပေါက်သိနေလို့ပဲလို့ပြောပါတယ်ယာဂျင်ကမင်းကျမကိုယုံတာလားလို့မေးရသူကယုံတာပေါ့ပြီးတော့တနေ့ကျရင်အားလုံးကမင်းဆုံးဖြတ်ချက်မှန်ကန်ကြောင်းသိလာကြလိမ့်မယ်လို့ပြဟောပါတယ်အဲ့ဒီနောက်ယာချင်းကစကားလမ်းကြောင်းလွှဲပြီးမင်းဒီနေရာကိုဘလို့တိလဲကျမလေကောင်းလေတန်းရအောင်ဒီကိုခဏခဏလာတတ်တာကျမအရင်ဘဝတွေတုန်းကဒီအကြောင်းပြောပြဘူးလို့လားလို့နောက်ပြောင်မိတဲ့အခါမက်တရူကမရှိပါဘူးလို့ပြန်ဖြေပါတယ်ယာချင်းကလည်းရပါတယ်ကျမနောက်တာပါလို့ပြောပါတယ်အဲ့ဒီနောက် Eric ဟာရေမွေးထုတ်လုပ်ရေးဌာနမန်နေဂျာစီကိုအလွန်ဒေါသကြီးရောက်လာပြီးရလက်အစီရင်ခံစာကိုပြကမင်းတို့ဒီအကြောင်းသိလာလို့မေးပါတယ်မန်နေဂျာကအစီရင်ခံစာအရဒီထဲမှာအမှုစီဝပိုးကတော်တော်နဲပါတယ်ဒီလောက်ကတော့ပုံမှန်ရှိတတ်တာပဲလို့ပြောပါတယ်ဒါပေမဲ့ Eric ကဒါကပုံမှန်ပဲလားဒါပေမဲ့ဒင်းတို့ရဲ့ကြီးထွားမှုနှုန်းကမြင့်တက်နေတာပဲထုတ်လုပ်တဲ့အချိန်မှာဘာပြဿနာမှမရှိဘူးလို့မင်းတေချာလားလို့မေးပါတယ်မန်နေဂျာကကြည့်ပါဦးအနုဇီဝပိုးဆိုတာကျွန်တော်တို့ဘေးနားကလေတူးထဲမှာလည်းရှိနေတာပဲလို့ပြောတဲ့အခါသူကအခုကစပြီးထုတ်လုပ်မှုအားလုံးကိုရက်ဆိုင်လိုက်လို့အမိတ်ပေးပြီးထွက်သွားပါတယ်အဲ့ဒီနောက် Eric စီသူ့ရဲ့အမ Michelle စီကဖုန်းဝင်လာပြီးဒီနေ့ထုတ်လွှင့်မှုကဘာဖြစ်တာလဲလို့ဒေါသတကြီးမေးပါတယ်သူကကျွန်တော်စုံစမ်းစစ်ဆေးနေပါတယ်လို့ပြောတဲ့အခါ Michelle ကမင်းကအခုမှစုံစမ်းနေတုန်းပဲလားအဲ့ဒီအစီအစဉ်တင်ဆက်သူကမင်းနဲ့မတိုင်ပင်ပဲအဲ့ဒီဆုံးဖြတ်ချက်ကိုချလိုက်တာဖြစ်ရမယ်လို့ပြောပါတယ်ဒါကို Eric ကအနီးငဲ့တီတက်တဲ့လေတံနဲ့အမသူမနဲ့ဝေးဝေးမှာပဲနေပါလို့ပြောပါတယ်အဲ့ဒီနောက်အိမ်မှာထိုင်ပြီးကွန်မန့်ဆိုးတွေကိုကြည့်နေတဲ့ယာချင်းကိုမြင်ရပါတယ်ဒုတိယမြောက်နေ့မှာဟစ်ကုမ္ပဏီမှာနောက်ထပ်ထုတ်လွှင့်မှုတစ်ခုပြုလုပ်ခဲ့ပြီးအဲ့ဒီထဲမှာကျွန်တော်တို့ပစ္စည်းမှာဘာပြဿနာမှမရှိပါဘူးလို့ပြောပြီးအပြစ်အလုံးကိုယာချင်းအပေါ်ပုံချလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းယာချင်းမှာပို့ပြီးအမုန်းပွားခံရပါတော့တယ်ဒါတွေကိုကြည့်ပြီးအဖေဖြစ်သူကလည်းစိုးရိမ်ပြီးဖုန်းဆက်ပေမဲ့ယာချင်းရဲ့ဖုန်းကပိတ်ထားပါတယ်အဲ့ဒီနောက်မတူကိုမြင်ရမှာဖြစ်ပြသူလဲယာချင်းအကြောင်းပဲတွေးနေမိကအချိန်နှဲငယ်ကြာပြီးနောက်ပတ်ရဲ့အိမ်ကိုသွားပါတယ်ပတ်ကညစ်နေကြီးဘာလာလောက်တာလဲလို့မေးတဲ့အခါမတူကမင်းအိတ်တာနှောက်ယှက်မိလို့အားနာပါတယ်ဒါပေမဲ့မင်းဖုန်းခဏပေးလို့ရမလားလို့မေးပါတယ်ပတ်ကဘာလို့ငါဖုန်းလဲမင်းဖုန်းပြတ်သွားလို့လားလို့မေးရဟုတ်တယ်မပြတ်ရင်မင်းစီလာမလားလို့ပြောပြီးဖုန်းယူလိုက်ပါတယ်ယာချင်းရဲ့ဖုန်းမှာဘက်ထရီလုံးဝမရှိတော့တဲ့အတွက်သူမအားသွင်းထားလိုက်ပါတယ်အချိန်နှဲငယ်ကြာပြီးနောက်မတူစီကဖုန်းဝင်လာပါတယ်သူမဖုန်းကင်ပြီးဟ
ဟဲလိုမာတူရီညစ်နဲ့ကြီးဘာလို့ဖုံးဆက်တာလဲလို့မေးပါတယ်မတူတယောက်ဘာပြောရမှန်းမသိဖြစ်ပြီးခြေအိတ်ဆုပ်ပြီးမှအိတ်ဦးခြေအိတ်ဆုပ်ပြီးအိတ်ရင်တွေးပေါင်ချိန်မျှတပြီးအိတ်ပျော်ရလွယ်တယ်လို့တနေရာမှာဖတ်ဖူးလို့ပြောပြီးငြိမ်သွားပါတယ်ဒါနဲ့ရာကျင်ကပြုံးပြီးမင်းတာပြောဖို့ဖုံးဆက်တာလားလို့မေးတဲ့အခါသူကမဟုတ်ပါဘူးလို့ညင်းပါတယ်ရာကျင်ကရပါတယ်မင်းဘာလို့ဖုံးဆက်လဲဆိုတာကျမသိပါတယ်လို့ပြောတဲ့အခါသူအနှဲငယ်ထိတ်လန့်သွားပါတယ်အဲ့ဒီနောက်ရာကျင်ကမင်းအရက်တောက်ထားလို့ဖြစ်ရမယ်လို့ပြောတဲ့အခါသူကမဟုတ်ဘူးလို့ပဲညင်းပါတယ်ရာကျင်ကကျမနောက်တာပါမင်းအများကြီးတွေးမနေနဲ့ဘာပဲဖြစ်ဖြစ်အခုညက်ပြီးမို့သွားအိတ်တော်လို့ပြောတဲ့အခါသူကကောင်းပြီလို့ပြောပြီးဖုံးချလိုက်ကြပါတယ်နောက်တနေ့မှာမက်တရူဟာအဲရစ်နဲ့စကားပြောဖို့ရောက်လာပြီးကုမ္ပဏီနှစ်ခုလုံးကဒီကိစ္စကနေရုံးထွက်ပြီးအပြစ်အလုံးကိုရာကျင်အပေါ်ပုံချလိုက်ကြတယ်ဒါဆိုမင်းလည်းအပြစ်အလုံးကသူမကြောင့်လို့ထင်တာလားလို့မေးပါတယ်အဲရစ်ကကျွန်တော်တို့အခုစုံစမ်းနေပါတယ်အကယ်၍ကျွန်တော်တို့အမှားဖြစ်ခဲ့ရင်လက်ခံမှာဖြစ်ပြီးရာကျင်လည်းထုတ်လွှင့်မှုပြန်ဆနိုင်မှာပါလို့ပြောပါတယ်ဒါနဲ့မက်တရူကဒီကိစ္စမပြီးမချင်းရာကျင်အဆင်ပြေပါမလားလို့မေးပါတယ်အဲ့ဒီနောက်ကုမ္ပဏီရဲ့အကြီးအကဲတွေနဲ့အစည်းအဝေးလုပ်နေတဲ့ရာကျင်ကိုမြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီမှာရာကျင်ကကျွန်တော်တို့ကုမ္ပဏီနဲ့ဝယ်သူတွေကြားကယုံကြည်မှုဟာအယောင်ပမာဏထက်ပိုအရေးကြီးပါတယ်။ဒါကြောင့်ကျမကိုအဲ့ဒီထုတ်လွှင့်မှုပြန်လုပ်ခွင့်ပေးရင်လည်းကျမဒီလိုပဲထပ်လုပ်ဦးမှာပါပြီးတော့ကျမရဲ့ဆုံးဖြတ်ချက်ကြောင့်ထိခိုက်မှုရှိခဲ့ရင်ကျမတာဝန်ယူပါတယ်လို့ပြောပါတယ်။ဒါကိုအခြားအဖွဲ့ဝင်တစ်ယောက်ကဒေါသတကြီးနဲ့ကောင်းပြီဒါဆိုမင်းဘလို့တာဝန်ယူမလဲကျွန်တော်တို့ခံစားလိုက်ရတဲ့ဆုံးရှုံးမှုကိုမင်းပေးဆက်နိုင်မလားမင်းကြောင့်လူတွေကကျွန်တော်တို့ကုမ္ပဏီကိုယုံတော့မှာမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီနောက်ဒရိုက်တာကမင်းရဲ့ဆုံးဖြတ်ချက်ကြောင့်ကုမ္ပဏီမှာထိခိုက်မှုတွေရှိခဲ့တဲ့အတွက်မင်းနဲ့စာချုပ်ကိုဖျက်သိမ်းလိုက်တယ်လို့ပြောပါတယ်ဒါကိုကြားတော့ရာကျင်အလွန်စိတ်နာကျင်ရပြီးကျွန်တော်တို့ကုမ္ပဏီမှာရိုးသားမှုနဲ့ကောင်းမွန်တဲ့တန်ဖိုးတွေကိုရောင်းချရမယ်ဆိုတဲ့စီကံရှိပါတယ်ကျမအဲ့ဒီစီကံအတိုင်းဘဲဆုံးဖြတ်ခဲ့တာဖြစ်ပြီးမကြခင်မှာခမားတို့လည်းကျမမမကြောင်တိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောပြီးထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီနောက်ရာကျင်ဟာသူမရဲ့ပစ္စည်းတွေကိုတင်ဆက်ပြီးကုမ္ပဏီကနေထွက်ခွာလာပါတယ်။ဟွန်နဲ့ဆောင်မီတို့ကသူမအတွက်စိုးရိမ်ပြီးအိမ်ရောက်ရင်ဖုန်းဆက်အောင်တော်လို့ပြောပါတယ်။ဆောင်မီကငါဖုန်းဆက်ရင်လည်းလစ်လူမရှိနဲ့အုပ်လို့ပြောတဲ့အခါရာကျင်ကမင်းတို့နှစ်ယောက်လုံးကျမကိုလာနောက်ဆက်ရင်အိမ်ရောက်တာနဲ့ဘလော့လုပ်ပြမယ်လို့ပြောပါတယ်။အိမ်ပြန်ရောက်တဲ့အခါစုံဟွာကသူမနဲ့တွေ့ဖို့ရောက်လာပြီးမင်းအလှကုန်လောက်ကတဲ့ကိုဘယ်တော့မှချင်းမချတော့ဘူးလို့ပြောခဲ့ပြီးအခုဘာလို့ဒါကိုလောက်တာလဲလို့မေးပါတယ်ဒါနဲ့ရာကျင်ကအဖွားကဒီအကြောင်းမေးဖို့တက်တက်လာတာလားလို့မေးပြီးမတက်ရက်ကကျမအရင်ကပြောတော့ကအဖွားရက်တန့်ခဲ့တင်တာအခုတွေ့လားအဖွားကိုယ်တိုင်လည်းမထိမ့်သိမ့်နိုင်ခဲ့ဘူးလို့ပြောပါတယ်စုံဟွာကငါဒီကနေထွက်ပြေးရမလားလို့မေးတဲ့အခါရာကျင်ကအဖွားသမီးရင်းစီကနေထွက်ပြေးခဲ့တယ်လို့မျိုးလားလို့အလွန်စိတ်လှုပ်ရှားစွာမေးလိုက်တဲ့အတွက်စုံဟွာလည်းဘာမှဆက်မပြောဘဲထွက်ခွာသွားပါတယ်ညဘက်မှာရာကျင်ဟာအိတ်ဆေးတွေအများကြီးအတူတူတောက်ပြီးအိတ်ရဝင်ခဲ့ကထုံးစံအတိုင်းအိတ်ပျော်လေးရဲ့လမ်းလျှောက်ပြန်ပါတယ်သူမမက်တရူစီဖုန်းဆက်ပြီးမေသမီးကုမ္ပဏီကိုထုတ်လွှင့်မှုဆက်လုပ်ဖို့သွားနေတာလို့ပြောပါတယ်ဒါကိုကြားတော့သူကုမ္ပဏီနားကိုပြေးလာခဲ့တဲ့အခါရာကျင်ဟာကုမ္ပဏီပြင်ဘက်မှာရက်နေတာကိုတွေ့ရပါတယ်သူမကမက်တရူကိုမာတူရီမင်းကိုလှုပ်ဝက်ချက်တစ်ခုပြောပြရမလားအဲ့ဒီစုံဟွာကကျမရဲ့မေလေးလို့ပြောရင်းစုံဟွာရဲ့ပိုစတာကိုလက်ညှိုးထိုးပြပါတယ်ဒါကိုကြားတော့မက်တရူအနှဲငယ်အံ့ဩသွားပြီးသူမကိုအဲ့ဒီကနေခေါ်ထုတ်သွားပါတယ်မနက်ခင်းရာကျင်နိုးလာတဲ့အခါသူကဒီမှာလာထိုင်ဦးမင်းနဲ့စကားပြောစရာရှိတယ်လို့ပြောပေမဲ့ရာကျင်ကရှောင်ဖယ်ပြီးကျမအခုအလွန်ပင်ပန်းနေလို့ခဏလောက်ထမ်းထားဦးမယ်လို့ပြောပါတယ်ဒါပေမဲ့မက်တရူကတားပြီးမင်းအဲ့ဒီဆေးတွေကိုတခါတည်းနဲ့အကုန်တောက်လိုက်တာလားလို့မေးပါတယ်ရာကျင်ကအဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲလို့ပြောပြီးထွက်သွားဖို့ပြင်ပေမဲ့သူကထပ်ထားတဲ့အတွက်ရာကျင်ကသူ့ကိုအော်ဟစ်ပြီးကျမကိုတယောက်တည်းထားပေးပါကျမအမားတွေကိုလာပြီးမတတိပေးပါနဲ့ကျမကိုယ်တိုင်လည်းသိပါတယ်ကျမအမားတွေလုံးမိမသိပေမဲ့အဆင်ပြေခြင်းအောင်ဆောင်နေတာမင်းကဘာလို့အဲ့ဒါကိုတောင်ပေးမလို့ရတာလဲလို့ပြောပြီးတနေရာမှာထိုင်ကငိုပါတော့တဲ့အချိန်နှဲငယ်ကြပြီးနောက်သူမစိတ်တည်ငြိမ်သွားတဲ့အခါမက်တရူကမင်းပစ္စည်းတွေတင်စီလိုက်တနေရာသွားเสียရှိတယ်လို့ပြောပါတယ်နောက်ခန်းမှာတော့နှစ်ယောက်သားရွာကိုရောက်လာကြပြီးအရင်ဆုံးဆောင်းရဲ့အိမ်ကိုသွားကြပါတယ်သူမကသူတို့နှစ်ယောက်အတွက်အစားအသောက်တွေအများကြီးချက်ပြုတ်ပေးထားတာပါဆောင်းကရာကျင်ကိုငါသမီးအတွက်ကက်စလင်တွေ့လဲပြုတ်ထားပေးတယ်ဒါပေမဲ့ယူလာဖို့မေးသွားလို့ခဏနေဦးလို့ပြောပြီးအထဲကိုသွားယူပါတယ်ဒါပေမဲ့အနှဲငယ်ကြပြီးနောက်စောင်းနဲ့မက်တရူတို့ဟာအတွင်းကနေတခုခုပြုတ်ကျတဲ့အတန်ကိုကြားလိုက်ရပါတယ်နှစ်ယောက်လုံးသွားကြည့်တဲ့အခါရာကျင်ဟာအထဲမှာတတိလစ်ပြီးလဲကျနေတာကိုတွေ့ရပါတယ်သူတို့သူမကိုဆေးရုံချက်ချင်းပို့လိုက်ကြပြီးဆရာဝန်ကသူမမှာရေဓာတ်အလွန်ခန်းချောက်နေပြီးအိတ်မပျော်တဲ့ယောဂလည်းရှိနေတယ်ဒါကြောင့်သူမအိတ်လို့မရပဲခန္ဓာကိုယ်ကအနားယူဖို့လိုအပ်နေတာလို့ပြောပြပါတယ်အချိန်အနှဲငယ်ကြပြီးနောက်ရာကျင်နိုးလာတဲ့အခါရွာသားတွေအားလုံးကသူမဘေးမှာဝိုင်းရက်နေကြပြီးသူမတတိယလာတာကိုမြင်ပြီးအားလုံးဝမ်းသာသွားကြပါတယ်ဆရာဝန်ကရာကျင်ကိုတခုခုနေမကောင်းဖြစ်သေးလားလို့မေးတဲ့အခါသူမပိုက်ကိုကင်လိုက်ပါတယ်အားလုံးကသူမပိုက်နာနေတယ်ထင်ပေမဲ့သူမကကျမပိုက်ရမ်းစာလို့ပြောပါတယ်ဒါကိုကြားတော့အားလုံးရေမောကြပြီးအဲ့ဒီအချိန်မှာပဲမက်တရူကလည်းရာကျင်ကိုကြည့်ပြီးအရင်ကဘယ်တော့မှမလုပ်ဘူးတဲ့အပြုံးမျိုးနဲ့အလွန်အမင်းပြုံးနေတာကိုသတိထားမိသွားကြပါတယ်အခုမှပဲရွာဟာသားတွေဟာသူတို့နှစ်ယောက်ကြားမှာပတ်သက်မှုတစ်ခုခုရှိနေမှန်းနားလည်သွားကြပါတယ်ဒါကြောင့်သူတို့ကနှစ်ယောက်သားကိုပို့ပြီးနီးစပ်အောင်လုပ်ပေးဖို့ကြိုးစားကြပါတယ်ရာကျင်အပြင်ထွက်လာတဲ့အခါဆောင်းကငါသမီးနဲ့ငါလင်ကမြို့ကနေပြန်လာတော့မှဖြစ်လို့မင်းကအိမ်မှာနေလို့မရတော့ဘူးလို့ပြောပါတယ်ရာကျင်ကတခြားလူတွေကိုသူတို့အိမ်မှာနေရရှိလားလို့လိုက်မေးပေမဲ့အားလုံးကညှင်းကြပါတယ်အဲ့ဒီအချိန်မှာပဲဆန်းကမာတူရီကိုမေးကြည့်ပါလားသူကတယောက်တည်းနေရလေးလို့ပြောပါတယ်ဒါကိုကြားတော့သူမမတ်
တယူဘက်ကိုလှည့်ကြည့်ပါတယ်နောက်ခန်းမှာတော့မတ်တရူရဲ့အိမ်မှာနှစ်ယောက်သားတူတူရှိနေတာကိုမြင်ရပြီးညစာတူတူစားကြပါတယ်အဲ့ဒီအချိန်မှာရာကျင်ကမင်းအိမ်မှာအကုန်ရှိပြီး TV မရှိတာကိုသတိထားမိတယ်လို့ပြောတဲ့အခါသူကဟုတ်တယ်ကျွန်တော်စူညံတန်ထွက်တဲ့အရာတွေကိုမကြိုက်လို့ TV မထားတာလို့ပြောပါတယ်ဒါနဲ့ရာကျင်ကဒါဆိုလဲအတန်လျှော့ထားလို့ရတာပဲဒီအိမ်ထဲမှာအကျဉ်းသားတယောက်လိုနေရတာမပြင်းဘူးလားလို့မေးတဲ့အခါသူကမင်းထမင်းဆက်မစားတော့ဘူးလားလို့ပြောတဲ့အတွက်ရာကျင်ထမင်းဆက်စားရင်းကောင်းပါပြီဒါဆိုမင်းဖုန်းလည်းမသုံးဘူးပေါ့လို့မေးရမတ်တရူကဟုတ်တယ်မသုံးဘူးလို့ပြန်ဖြေပါတယ်အဲ့ဒီနောက်ညဘက်မှာနှစ်ယောက်သားအပြင်မှာလမ်းလျှောက်ကြပါတယ်ရာကျင်ကအလုံးလက်မဲ့ဖြစ်ရတာလဲသူကောင်းကျိုးနဲ့သူပဲနော်ဘာမှစိုးရင်စရာမလိုပဲအေးအေးဆေးဆေးရှောက်လဲလို့ရတယ်ဒီကရှုခင်းတွေနဲ့လေကောင်းလေတန့်ကိုခံစားလို့ရတယ်လို့ပြောပါတယ်နောက်တနေ့မနက်မှာတော့ရာကျင်နိုးလာတဲ့အခါမတ်တရူကဒီကအချိန်စရာတွေကိုပြောပြပါတယ်ဘယ်အချိန်ထွက်မယ်ဘယ်အချိန်လေ့ကျင့်ခန်းလုပ်ရမယ်စသဖြင့်ပေါ့ဒါကိုမြင်ပြီးရာကျင်ကကျမကအကြောင်းသားလည်းမဟုတ်ဖ ೇನೆ မင်းကဘာလို့ဒီလောက်တင်းကျပ်တဲ့အချိန်စရာတွေလှုပ်ထားရတာလဲပြီးတော့မနေ့ညကတင်ကျမကိုအေးအေးဆေးဆေးနေလို့ရတယ်လို့ပြောခဲ့ပြီးတော့လို့ပြောပါတယ်ဒါနဲ့သူကအေးအေးဆေးဆေးနေနိုင်ဖို့ဆိုရင်အရင်ဆုံးအပင်ပန်းခံလုပ်ရမယ်လို့ပြောပြီးရာကျင်ကိုအပြေးလေးကျင်းဖို့ခေါ်သွားပါတယ်မတ်တရူကတော့အရှိကနေအေးအေးဆေးဆေးပြေးနိုင်ပေမဲ့ရာကျင်ကတော့အကြာကြီးမပြေးနိုင်ပါဘူးသူမရက်ပြီးအမောဖြေတာနဲ့မတ်တရူကပြန်ပြေးဖို့လှမ်းပြောပါတယ်အဲ့ဒီနောက်ပိုင်းသူကသူမအိပ်ပျော်အောင်ကူညီပေးမဲ့ခေါင်းအုပ်တစ်ခုယူလာပေးပြီးစိတ်ကိုတည်ငြိမ်စေပြီးအိပ်ပျော်စေတဲ့လာပင်တွေကိုလည်းအိမ်မှာစိုက်ပေးပါတယ်ဒါအပြင်ရာကျင်ကိုကျမ်းမာရေးနဲ့မညီညွတ်တဲ့ဖြော်ရည်တွေမတောက်ခိုင်းမဲ့စိတ်ပန်းပြေစေဖို့တရားထိုင်တာတွေကိုပါလုပ်ခိုင်းပါတယ်တရက်မှာတော့ရာကျင်ညဘက်နိုးလာပြီးရေလာတောက်တဲ့အခါမတ်တရူဟာအိမ်ကပစ္စည်းတွေကိုတစ်ခုခုလုပ်နေတာကိုမြင်ပြီးအလွန်ထူးဆန်းနေမိပါတယ်ဒုတိယမြောက်ညမှာတော့သူ့အပြင်မှာထိုင်ပြီးစာအုပ်ဖတ်နေပါတယ်အဲ့ဒီအချိန်မှာရာကျင်ရောက်လာပြီးအော်ဒီစာအုပ်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲလို့ပြောပြီးယူဖတ်ပါတယ်မတ်တရူကဒါကြပြစာအုပ်လေးဒါကလည်းအိပ်ပျော်အောင်ကူညီပေးတယ်လို့ပြောပါတယ်ဒါနဲ့သူမကဇက်ကောင်းပါပြီလို့ပြောပြီးကြပြတွေကိုဖတ်ရင်းနဲ့ပဲအိပ်ပျော်သွားခဲ့ကမတ်တရူရဲ့ပခုံးပေါ်ကိုမိပြီးအိပ်ပျော်သွားပါတော့တယ်မနက်ခင်းရချင်းနိုးလာတဲ့အခါမတ်တရူအိပ်ပျော်နေတာကိုမြင်လိုက်ရပါတယ်ဒါကြောင့်သူမချက်ချင်းထပြီးတန့်စင်ကန်းထဲဝင်သွားကငါဘယ်လိုလုပ်အဲ့လိုမျိုးအိပ်ပျော်သွားရတာလဲလို့တွေးမိပါတယ်သူမမျက်နှာတစ်ပြီးထွက်လာတဲ့အခါမတ်တရူကသူမအတွက်မနက်စာပြင်ဆင်ပေးထားပြီးဒီနေ့ကျွန်တော်ပြန်လာဖို့နည်းနည်းနောက်ကျလိမ့်မယ်လို့ပြောပါတယ်နေကင်းဘက်မှာရာကျင်ကအခုငါဒီမှာထိုင်နေပြီးဘာလို့ရမလဲတခုခုတော့လုံးဝပဲလို့တွေးပြီးတန်ရှင်းရေးဆက်လုပ်ပါတယ်ဒါပေမဲ့အိမ်ကပစ္စည်းတွေအားလုံးကလုံးဝကိုတန်ရှင်းတက်ရက်နေတာကိုသတိထားမိသွားပါတယ်ဒါကိုမြင်ပြီးသူကဘာလို့လူမျိုးလဲတစ်နေ့လုံးတန်ရှင်းရေးပဲလုပ်နေတာလားလို့တွေးမိပါတယ်အဲ့ဒီအချိန်မှာပဲစပွဲနဲ့အိမ်ကပစ္စည်းတချို့ကိုမတ်တရူကမင်းညကသူမအတွက်အထူးပြင်ဆင်ပေးထားတာကိုသတိထားမိသွားပါတယ်ဒါမှရာကျင်ညဘက်အိပ်ပျော်လေးရဲ့လမ်းလျှောက်ရင်ဒဏ်ရာမရအောင်လို့ဖြစ်ပါတယ်ဒါကိုမြင်လိုက်ရတော့သူမအလွန်စိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီနောက်ညဘက်မတ်တရူအိမ်ပြန်ရောက်တဲ့အခါရာကျင်ဟာဆိုဖာပေါ်မှာခေါင်းကိုက်ဆိုင်ကြပြီးအိပ်ပျော်နေတာကိုမြင်ရပါတယ်ဒါကြောင့်သူမကိုမပြီးတိတိကျကျလက်ခိုင်းဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲရာကျင်နိုးလာပါတယ်မတ်တရူကငါပြန်လာနောက်ကျမယ်လို့ပြောထားရက်နဲ့ဘာလို့ဒီမှာလာအိတ်နေတာလဲညစာရောစားပြီးပြီလားလို့မေးပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ရာကျင်ကသူ့ကိုနမ်းလိုက်ပြီးကျမမင်းကိုလွမ်းနေလို့ပြောပါတော့တယ်